ရှေးတစ်ခုသောကာလငါဘုရားအလောင်းတော်ကြီးဟာအင်မတန်ချမ်းသာကြွယ်ဝတဲ့အမျိုးမှာလူဖြစ်တယ်တဲ့အဲ့ဒါမိဘနှစ်ပါးကမွေးဖွားလာတဲ့ဒီသားကလေးကအသားအရည်အနှဲငယ်မြညူမဲတဲ့အတွက်ကြောင့်ကန္နသဒုတာလို့နာမည်ပေးတယ်ဗမာလိုဆိုရင်တော့မောင်မဲပေါ့မောင်ညိုပေါ့အဲ့ဒါလိုနဲ့ဘုရားလောင်းကန္နသဒုတာလေးခြေတံရွယ်ရောက်လာတော့အိမ်တော်ရသားတွေကြလူတို့ရဲ့တဘာဝလူတို့ရဲ့ထုံးစံတိုင်းပေါ့လေဒီလိုနဲ့နောက်တော့မိဘနှစ်ပါးကွယ်လို့အနေဆာရောက်အဲ့ဒီမှာဒီပစ္စည်းဥစ္စာတွေကိုထိမ့်သိမ်းထားကြတဲ့ဗန္နာဇိုးတွေကရွှေပြည်လွှာပေါ်မှာပစ္စည်းစည်းရင်းတွေရေးပြီးတော့ဘုရားလောင်းကိုလာပြီးတော့တင်ပြကြတယ်အရှင်သာဒါကတော့အမိဘကပါတဲ့ပစ္စည်းတွေဂရီပေါင်းဘလောက်ဒါကတော့အဖေဘကပါတဲ့ပစ္စည်းတွေဂရီပေါင်းဘလောက်ဒါကတော့ဘယ်ဖေဦးဘယ်ဘွားအစရှိသဖြင့်အစဉ်အဆက်မှတ်တမ်းပြုထားတာတွေကိုလာပြီးတော့တင်ပြကြအဲ့ဒါတွေကိုဘုရားလောင်းကနားထောင်ရင်းနဲ့စိတ်ထဲမှာဗာစဉ်းစားမိလဲဆိုတော့ပစ္စည်းဥစ္စာတွေကိုပဲတွေ့ရတော့တယ်ဒီပစ္စည်းဥစ္စာတွေကိုရှာခဲ့တဲ့ပုဂ္ဂိုလ်တွေကိုတော့မတွေ့ရတော့ဘူးတဲ့ဒါဘာမှဆန်းတဲ့ကိစ္စတော့မဟုတ်ပါဘူးတရားဓမ္မတို့မှလည်းပဲဒီအတွေ့အကြုံရှိမှာပါကိုသုံးဆွဲနေတဲ့ကိုပိုင်ပါတယ်ဆိုတဲ့ပစ္စည်းတွေဟာအလုံးကိုရှာထားတာမဟုတ်တာတော့သိကြတယ်မိဘတွေရှာထားတာဖြစ်လိမ့်မယ်ဘိုးတွေဘွားတွေရှာခဲ့တာဖြစ်လိမ့်မယ်တချို့သောပစ္စည်းတွေဟာပစ္စည်းတွေပဲရှိတော့တယ်အဲ့ဒီပစ္စည်းကိုရှာခဲ့တဲ့ပုဂ္ဂိုလ်မရှိတော့အဲ့ဒါကိုဘုရားလောင်းကစဉ်းစားရင်းနဲ့ငါဘိုးငါဘွားတွေပစ္စည်းဥစ္စာတွေရှာယုံမဲရှာသွားကြတယ်ဒါတွေကိုသူတို့နောက်ပါအောင်ယူမသွားနိုင်ကြဘူးတဲ့ငါကတော့ဒီပစ္စည်းဥစ္စာတွေကိုငါနောက်ပါအောင်ယူသွားမယ်လို့အဲ့လိုကြိုးစားတယ်အဲ့လိုစဉ်းစားတဲ့အဲ့ဒါနဲ့ဗန္နာဇိုးတွေကတင်ပြစရာရှိတာတင်ပြပြီးတော့ပြန်သွားကြတဲ့နောက်ဘုရားလောင်းကပြတ်သက်ထက်မှာတကူရီစံနေရင်းနဲ့လေးနဲ့တဲ့အတွေ့တွေကိုဆက်ပြီးတော့စဉ်းစားဖြစ်တယ်အဲ့ဒီမှာသူစဉ်းစားတဲ့အချက်၃ချက်ဦးဇင်းတို့ကျမ်းဂန်ထဲမှာမှတ်တမ်းတင်ထားတယ်အဲ့ဒီအချက်၃ချက်ကိုဘုန်းတော်ကြီးတော်တော်များများလည်းအင်မတန်အဟောအပြောများတယ်တရားဓမ္မတို့လည်းပဲအင်မတန်ကြားဘူးနာဝများကြတယ်တကယ်တမ်းကတော့ကြားဘူးနာဝများလို့ရိုးနေတဲ့တရားတွေဟာများသောအားဖြင့်တကယ်ကောင်းတဲ့တရားတွေဖြစ်တယ်ဆိုပါစို့ဘုရားတို့၅ပါးသီလပေးပြီးတော့အပ္ပမဒေနတမ္ပါတိထာလို့မပြောဘူးလားမမိတ်မလျော့သောတတိတရားဖြင့်ကုသိုလ်ကောင်းမှုတွေပြည့်စုံအောင်ကြိုးစားပြီးတော့ကိုယ်ချမ်းသာအောင်ပြုလုပ်ကြရမယ်လို့အဓိပ္ပာယ်ရတာအဲ့ဒီမမိတ်မလျော့နေကြရမယ်ဆိုတဲ့အဆုံးအမကိုမြတ်စွာဘုရားနေတိုင်းမဟောဘူးလားနေတိုင်းဟောတော့ဘုန်းတော်ကြီးတွေကလည်းအရေးကြီးတယ်ဆိုပြီးတော့သီလယူတိုင်းထည့်ပြောတယ်တရားဓမ္မတို့ဦးဇင်းတို့ကလည်းအမြဲကြားနေရတာဆိုတော့ရိုးပြီးတော့မလေးနဲ့တဲ့သဘောဖြစ်သွားမှလည်းဆိုရတယ်အခုလည်းပဲဒီအချက်၃ချက်ကအဲ့လိုပဲကြာဘုံနာဝအင်မတန်များတယ်ကြာဘုံနာဝများတယ်ဆိုတာရဲ့နောက်ွယ်မှာလေးနဲ့တဲ့အဓိပ္ပာယ်ရှိတယ်အပြောများတယ်ဆိုတာကိုကစားသူတော်ကောင်းကြီးတွေကကောင်းလွန်လို့ဆွဲသွားအောင်ပြောတဲ့သဘောဟုတ်တယ်မဟုတ်လားဒီဒါကြောင့်ဒီအချက်၃ချက်ကိုပေါ့ကလေးမစဉ်းစားသင့်ဘူးနော်အဲ့ဒါပထမတစ်ချက်ဘုရားလောင်းပါစဉ်းစားမိလဲဆိုတော့ပိဿနာဝိရဏသာရဏဘာဝေနနိတ္တရတ္တဣမတတဏတ္တဒါနနာမတာရောပစ္စည်းဥစ္စာတွေဟာအနှစ်သာရမရှိကြဘူးတဲ့ဘာပြုလို့လဲဆိုလို့ရှိရင်အကြောင်းပြချက်ကလေးကယံသူမျိုး၅ပါးတို့ဖြင့်အမြဲတမ်းဆက်ဆံနေတဲ့အတွက်ကြောင့်ပဲတဲ့ပစ္စည်းဥစ္စာအနှစ်သာရမရှိဘူးလို့ရိုးရိုးမပြောဘူးအကြောင်းပြချက်နဲ့ပြောတာနော်ပစ္စည်းဥစ္စာတွေကိုအနှစ်သာရမရှိဘူးလို့ဘာကြောင့်ပြောရတာလဲယံသူမျိုး၅ပါးနဲ့ရောထွေးဆက်ဆံနေတဲ့အတွက်ကြောင့်ရေမျောရင်လည်းကုန်နိုင်တယ်မီးလောင်ရင်လည်းကုန်နိုင်တယ်မင်းကသိမ့်သွားမယ်ဆိုရင်လည်းကုန်နိုင်တယ်တူတူပြောရရင်တော့
ပစ္စည်းတွေအကြောင်းတရားတွေနဲ့တွေ့ကြုံလာရင်အချိန်မီပစ္စည်းနိုင်တဲ့အနေအထားမှာရှိတဲ့ပစ္စည်းဥစ္စာဆိုတာဘာအာမခံချက်မှမရှိဘူးဒါကြောင့်ပစ္စည်းဥစ္စာကိုအနှစ်သာရမရှိဘူးလို့ဘုရားလောင်းကသုံးသပ်တယ်အဲ့ဒီအနှစ်မရှိသောပစ္စည်းဥစ္စာတွေကနေအကယ်၍မြတ်အနှစ်သာရရှိတာကိုထုတ်ယူခြင်းနဲ့ဆိုရင်တော့ဒါနကောင်းမှုသည်ပစ္စည်းဥစ္စာရဲ့အနှစ်သာရဖြစ်မယ်တဲ့ပေးနိုင်တယ်ကမ်းနိုင်တယ်လှူနိုင်တယ်တန်းနိုင်တယ်ဝေနိုင်တယ်မျှနိုင်တယ်ဒါနကောင်းမှုငါပိုင်ဆိုင်တဲ့ပစ္စည်းဥစ္စာကိုငါတယောက်တည်းမသုံးဆွဲပါဘူးအလုံးကိုချမ်းသာအောင်ငါပြုအောင်မယ်ဆိုတဲ့စိတ်ဓာတ်တွေအမုံမြတ်ဘူးလားမုံမြတ်တယ်အဲ့ဒါလေးကအနှစ်သာရပဲအဲ့ဒါကတော့ယန္တမျိုး၅ပါးကြောင့်လည်းမပြည့်စည်နိုင်ဘူးပစ္စည်းဥစ္စာတွေကတော့ယန္တမျိုး၅ပါးကြောင့်လည်းပြည့်စည်နိုင်တယ်သိရင်လည်းပဲသိကြပေါ့ကိုဟာမဟုတ်တော့ဒီစေတနာလေးကတော့ဒီဒါနစေတနာလေးကတော့ယန္တမျိုး၅ပါးကြောင့်လည်းမပြည့်စည်နိုင်ဘူးသိပြီးတဲ့နောက်မှာလည်းပဲမိမိရဲ့တန်တန်အစဉ်မှာကမ္မပစ္စယတတ္တိအနေနဲ့အကျိုးပေးမယ်ဆိုတဲ့အနေအထားနဲ့အရေးပမာနိဗ္ဗာန်မရောက်မချင်းကိုပိုင်တယ်လို့ပြောလို့မရဘူးလားကြားတယ်ဒါကြောင့်အနှစ်မရှိသောပစ္စည်းဥစ္စာရဲ့အနှစ်သာရသည်ဒါနကောင်းမှုပါတဲ့ချက်ပြန်ပြီးတော့စဉ်းစားတတ်ပါစေနော်ဒါပထမစဉ်းစားလိုက်တဲ့အတွေ့ပေါ့နောက်ဒုတိယစဉ်းစားတာကဘာလဲဆိုတော့ဘဟုရောဂနံသာရရဏဘာဝေနနိတ္တရတ္တဣမတ္တခန္ဓတ္တသီလနာမတာရောဟောဒီခန္ဓာကိုယ်ကြီးဟာအနှစ်သာရမရှိဘူးတဲ့ပစ္စည်းဥစ္စာပြီးတော့ခန္ဓာကိုယ်ဘက်ကိုလှည့်ကြည့်တယ်နော်ခန္ဓာကိုယ်ကြီးဟာဗါတဲ့တော့အနှစ်သာရမရှိဘူးတဲ့အကြောင်းပြချက်ကတော့အမြဲတမ်းနာကျင်ခြင်းမသက်သာခြင်းဆိုတဲ့ယောဂဝေဒနာတို့ဖြင့်ဆက်ဆံနေတဲ့အတွက်ကြောင့်မင်းတဲ့ယောဂတွေနဲ့ဆက်ဆံနေတဲ့အတွက်ကြောင့်ခန္ဓာကိုယ်ဒီအနှစ်မရှိဘူးအကယ်၍မြတ်အနှစ်သာရကိုအနှစ်မရှိသောခန္ဓာကိုယ်ကြီးတွေကထုတ်ယူခြင်းနဲ့ဆိုရင်တော့သီလဆိုတာရမယ်တဲ့ကိုကျင့်တရားပေါ့ကိုယ့်ရဲ့အလုပ်ကြောင့်ကိုယ့်ရဲ့အပြောကြောင့်တပါးသောသူတွေဒုက္ခမရောက်ပါစေနဲ့ဆိုတဲ့မေတ္တာစေတနာဥသိပြီးတော့ကိုယ်နဲ့နှုတ်ကိုအပြစ်ကင်းအောင်စောင့်စည်းခြင်းကိုဒါသီလလို့ခေါ်တယ်မို့လားဟုတ်တယ်နော်အဲ့ဒါဘယ်တဲကနေထုတ်ယူရမှာလဲအနှစ်မရှိသောခန္ဓာကိုယ်ကြီးတွေကနေထုတ်ယူရမယ်ဒီနေရာမှာခန္ဓာကိုယ်ကြီးကိုအနှစ်မရှိဘူးလို့ဘာကြောင့်ပြောရတယ်လဲယောဂတို့ဖြင့်ဆက်ဆံနေလို့ပါတဲ့ဒီတော့ဘေးသက်တို့နည်းနည်းတော့စဉ်းစားအောင်ဗျာတရားကတော့စဉ်းစဉ်းစားစားနာတာကိုဦးဇင်းကသဘောကျတယ်ဒီခန္ဓာကိုယ်ကြီးဟာယောဂတို့ဖြင့်နှိမ့်ဆက်နေတယ်ဆိုတဲ့နေရာမှာဆေးရုံဆေးကန်းကိုရောက်မှဆေးစားနေရမှဆေးထိုးရမှငါတော့ယောဂနှိမ့်ဆက်ပြီလို့ဒီလောက်ကလေးသိရင်တော့မပြည့်စုံနေဘူးဟုတ်လားတကယ်တမ်းမသက်သာတဲ့သဘောမအီမသာဖြစ်တဲ့သဘောကတော့အမြဲတမ်းရှိနေတယ်အချိန်တိုင်းရှိနေတယ်ပြောချင်တာကယောဂဟာအမြဲတမ်းရှိနေတယ်ကြီးတာနဲ့သေးတာပဲကွာဒါကြောင့်မြတ်စွာဘုရားကနကုလပိဋဒါယိကာကြီးကိုဟောတာဒါယကာကြီးကိုဟောထားတာရှိတယ်လေတခဏမြတ်ကျမ်းမာပါတယ်လို့ဝန်ခံသောပုဂ္ဂိုလ်သည်မိုက်မဲလို့ပါဆိုလိုတာကဒီခန္ဓာကိုယ်ကြီးဟာတခဏမြတ်ကျမ်းမာပါတယ်လို့တောင်ပြောလို့မရဘူးဆိုတဲ့သဘောဟုတ်တာပေါ့တရားဓမ္မတို့ဦးဇင်းတို့ရဲ့တန်တန်ခန္ဓာမှာလေအမြဲတမ်းမသက်မသာဖြစ်တဲ့သဘောကတော့ရှိနေတယ်အဲ့ဒါဘာလို့စိတ်ထဲမှာဉာဏ်ထဲမှာမထင်ရှားလဲအဓိကကတော့ဣရိယာပုဂ္ဂဖုံးထားလို့ပိဋိဘာကဖုံးထားတာဣရိယာပုဂ္ဂဖုံးထားတယ်ကိုကဒီလိုလေးအစဉ်မပြေဟိုလိုလေးပြောင်းနေလိုက်တာကိုမသက်သာတဲ့သဘောကသိမထင်ရှားတော့ဟုတ်လားအဲ့ဒါကိုထင်ရှားစေခြင်းနဲ့ဆိုရင်15မိနစ်လောက်မလှုပ်ဖဲနဲ့တခုတည်းသောဣရိယာပုနဲ့ငြိမ်ငြိမ်လေးနေကြည့်ပါလားခန္ဓာကိုယ်ကြီးဟာမသက်သာတဲ့သဘောရှိတယ်ဆိုတာပေါ်လွင်မလာပြီဘူးလားပေါ်လွင်လာတယ်တကယ်တမ်းကတော့အမြဲတမ်းဒီခန္ဓာကိုယ်ကြီးကပြဿနာရှားနေတာဆိုကြပါစို့တရားဓမ္မတို့တရက်ကို3ခါလောက်အစာရည်သားကျွေးမွေးပေးနေရတာမရှိဘူးလားအဲ့ဒါဘာလို့တာတော့လို့မေးလို့ရှိရင်သာနာဆိုတဲ့အကြီးကျယ်ဆုံးသောယောဂကိုကုစားရတာဇိကိစ္ဆာပရမရောဂလို့ဖျားမဟုတ်ဘူးလားအတိပ္ပယ်ကသာလောင်ခြင်းဒီအကြီးကျယ်ဆုံးသောယောဂတဲ့ဒီပြင်စေစားလို့မပြောက်ဘူးအစာအာဟာရစားမှကိုပြောက်တာဟုတ်ရဲ့လား
အဲ့ဒီတော့အဝိဝိပေးနေရတာမိုးလုံးလေးလုံးနဲ့ထားနေရတာအစာရည်သာကျွေးမွေးနေရတာဒါဘာလို့တာလဲလို့မေးရင်ခန္ဓာကိုယ်ရဲ့မသက်တာတဲ့သဘောခန္ဓာကိုယ်ကရှာတဲ့ပြဿနာကိုဘာလို့ပေးနေရရှင်းပေးနေရတာဟုတ်ရဲ့လားအဲ့တော့အမြဲတမ်းအစင်မပြေမှုမသက်တာမှုနဲ့ရင်ဆိုင်နေရတဲ့အတွက်ကြောင့်ခန္ဓာကိုယ်ကြီးသည်အနှစ်မရှိဘူးလို့သူတော်ကောင်းကြီးတွေရဲ့သုံးသက်ချက်ပေါ့အဲ့ဒါအနှစ်သာရကိုရကျင်တယ်ဆိုရင်တော့ကိုကျင့်တရားဖြူစင်အောင်ကြိုးစားကြရမယ်တဲ့ဒါသူတွေးတဲ့ဒုတိယအတွေးပေါ့နော်နောက်တတိယသူပါဆက်တွေးတယ်ဆိုတော့အတွေးကတစ်ဖြည်းတစ်ဖြည်းနဲ့သူကရင့်လာတယ်ဟုတ်လားပစ္စည်းကိုသုံးသပ်ပြီးပြီခန္ဓာကိုသုံးသပ်ပြီးပြီနောက်ထပ်သူပါဆက်သုံးသပ်မှလဲဆိုတော့အသက်ကိုသူဆက်ပြီးတော့သုံးသပ်လိုက်မယ်အနေစာဒိတဘာဝေနအဘိနပိလနထောနေသာရတဣမသဇီဝိတတဘာဝနာနာမတာရောဟောဒီရှင်းသန်းနေရတဲ့အသက်ဟာတကယ်စင်စစ်အနှစ်သာရမရှိဘူးတဲ့တရပိတရတလပိတလတနှစ်ပိတနှစ်ရှင်းသန်းခြင်းဆိုတာမရှိဘူးလားရှိတယ်နော်ဒီဘဝဒီအသက်အနှစ်သာရမရှိဘူးတဲ့ဘာဖြစ်လို့လဲသူ့ရဲ့အကြောင်းပြချက်ကအနိစ္စတိတဘာဝေနမမြဲခြင်းဆိုတဲ့သဘောတရားဒီအဘိနပိလနထောအမြဲတမ်းနှိမ့်ဆက်နေတဲ့အတွက်ကြောင့်မေးတဲ့မမြဲခြင်းကအမြဲတမ်းနှိမ့်ဆက်နေလို့အသက်ဟာအနှစ်မရှိဘူးတဲ့ဟုတ်တာပေါ့မနှစ်တုန်းကလည်းဒီလိုနဲ့ပြီးခဲ့ရတာပဲလေဘာဖြစ်မှလို့ညာဖြစ်မှလို့နဲ့ဒီလိုနဲ့ပြီးခဲ့ရတာဒီနှစ်လည်းဒီလိုပဲပြီးသွားအောင်မှာပဲမဟုတ်လားနောက်လာမယ့်နှစ်တွေလည်းပဲနေရအောင်ပဲဆိုရင်ဒီလိုပဲပြီးသွားအောင်မှာပဲမဟုတ်လားကောင်းကောင်းဆိုးဆိုးဘာတွေပဲဘလို့ခန္ဓာပါတယ်ကြီးကျယ်ပါတယ်ပြောပြီးသွားရတာကြီးပဲမပြီးတာဘာမှမရှိချုပ်ပြောက်သွားတာကြီးပဲပြီးဆုံးသွားတာကြီးပဲမနေ့တုန်းကဘလောက်ပဲအရေးကြီးတယ်ဟာကောင်းတယ်ဘလို့ပဲပြောခဲ့မနေ့တုန်းကဟာဒီနေ့ဘာမှမရှိတော့ဘူးဟုတ်ရဲ့လားအဲ့ဒါလိုပဲဘဝဆိုတာအနိစ္စမီးရဲ့ဝါမြုပ်ခြင်းကိုအမြဲတမ်းခံနေရတဲ့အတွက်ကြောင့်အကောင်းမဟုတ်ဘူးဆိုတဲ့အဓိပ္ပာယ်ဒီပျက်စီးသွားတဲ့သဘောချုပ်ပြောက်သွားတဲ့သဘောကိုတရားဓမ္မတို့ဦးဇင်းတို့မျက်ခြေပြက်နေလို့ဘဝကိုတကယ့်ကိုအကောင်းလို့တခန္တနာကြီးလို့အဲ့လိုထင်နေတာဟုတ်ရဲ့လားတကယ်တမ်းကဘဝဆိုတဲ့အသက်ရှင်သန်ခြင်းကိုဘာကအမြဲတမ်းနှိမ့်ဆက်နေတယ်မမြဲခြင်းကနှိမ့်ဆက်နေတယ်တဲ့မြင်အောင်ကြည့်ပါနော်တခါကြီးမိုက်ပြအဲ့ဒါလိုမမြဲခြင်းတရားသည်အမြဲတမ်းနှိမ့်ဆက်တဲ့အတွက်ကြောင့်အနှစ်မရှိသောဒီအသက်ရဲ့အနှစ်သာရကိုထုတ်ယူမယ်ဆိုရင်တော့ဘာဝနာတရားဆိုတာရမယ်တဲ့သမထဘာဝနာဝိပဿနာဘာဝနာလို့ဘာဝနာတရားအကျဉ်းများဖြင့်နှမျိုးရှိတယ်စိတ်ရဲ့တည်ငြိမ်တဲ့သဘောတည်လိုက်တာကိုသိလိုက်တဲ့သဘောတမာတိပညာပေါ့ဟုတ်ရလားတဲ့ပြောရရင်တော့အသက်ရှင်နေတုန်းလေးခဏမှာမသေးသေးခင်ကလေးမှာမသိသေးတာတွေကိုသိအောင်လုပ်လိုက်ရမှာဒါအနှစ်သာရရှိမယ်ပေါ့ဟုတ်ရလားပစ္စည်းဥစ္စာတွေဘလောက်ပဲပိုင်အသိဉာဏ်တိုးတက်အောင်မလုပ်လိုက်နိုင်ဘူးဆိုရင်ဒါအနှစ်သာရရှိတယ်လို့မပြောနိုင်ဘူးနော်ဘဝမှာဒီပညာတွေဘလောက်ပဲအောင်မြင်ပါတယ်ပြောအသိဉာဏ်တိုးတက်မှုရှိမသွားဘူးဆိုရင်တော့တကယ်အောင်မြင်တဲ့လူလို့မပြောနိုင်ဘူးဘဝမှာတန်ဖိုးရှိဆုံးကတကယ်တမ်းအသိဉာဏ်ပဲသိလိုက်တဲ့တရားတွေကိုသိလိုက်ဖို့အထူးသဖြင့်တော့မိမိခန္ဓာကိုယ်ရဲ့သဘောတဘာဝဖြစ်တဲ့ဖြစ်ပေါ်လာပြီးတဲ့နောက်ချုပ်ပြောက်သွားကြတယ်ဆိုတဲ့အနိစ္စလက္ခဏာကိုသိခြင်းဆိုတာကိုပညာလို့ကောင်းနားလည်ရမယ်ဟုတ်ရဲ့လားအဲ့ဒီပညာရအောင်ကြိုးစားဖို့မလိုဘူးလားအေးဓာတ်တက်စွမ်းနိုင်နေရင်တော့အဲ့ဒီပညာကိုများအောင်ပွားများပြီးတော့သစ္စာလေးပါးထိုးထွင်းသိမြင်တဲ့အရိယာပညာကိုရခဲ့မယ်ဆိုရင်တော့တကယ်ကိုပဲလူဖြစ်ကျိုးနှက်သွားပြီအကောင်းဆုံးကိုရသွားပြီလို့ပြောလို့ရတယ်ဒါကြောင့်ဘုရားလောင်းသူတော်ကောင်းကြီးကအနိစ္စသည်အမြဲတမ်းနှိမ့်ဆက်တဲ့အတွက်ကြောင့်အနှစ်မရှိသောဒီအသက်ရဲ့အနှစ်သာရကိုယူမယ်ဆိုရင်တော့ဘာဝနာတရားဖြစ်မယ်တဲ့ပစ္စည်းရဲ့ခန္ဓာရဲ့အသက်ရဲ့ဟုတ်လားအဲ့ဒါတွေကနေအနှစ်သာရထုတ်လိုက်တဲ့ဒါနရဲ့သီလရဲ့ဘာဝနာရဲ့ရတယ်ဘလောက်တန်ဖိုးရှိလိုက်တဲ့အတွေးတွေလဲစဉ်းစားကြည့်ပါနော်တကယ်ဒီမိုင်းများဟုတ်ရဲ့လားအေးဒါကြောင့်ဘေးသဘောတော်ကောင်းတို့ဘုရားလောင်းကြီးကအဲ့လိုစဉ်းစားပြီးတော့ဆုံးဖြတ်ချက်တစ်ခုကိုခိုင်ခိုင်မာမာချတယ်ငါတဲ့ဒီပိုင်ဆိုင်သမျှပတ်သက်သမျှတမက်ပစ္စည်းဥစ္စာတွေရှိရမြတ်နွေးရတဲ့တန်ရောစဉ်ရှိရတဲ့မိသားစုဆွေမျိုးအတိုင်းဝိုင်းတွေအကုန်လုံးကိုစွန့်မယ်တဲ့ဘာလို့မှလဲဟိမွန်တာထွက်ပြီးတော့သူရသေးဝက်မယ်
ပိဿယေစာကိုဖတ်တော်ရတာကတော့လွယ်တယ်နော်ကိုယ်တိုင်အဲ့ဒါကိုစိတ်ကူးကြည့်ပါလွယ်သလားမလွယ်ပါဘူးနော်9 ရက်လောက်ထွက်ဖို့တောင်မလွယ်ဘူးဟုတ်ရလားနော်တကယ်တမ်းကတော့တန်ရောခြင်းကျိုးတွေဆိုတာယုံကြည်မှတင်မှန်းသိရတာဒီတိုင်းနေရင်တော့ရော့တယ်လို့ပဲဒါကြောင့်ဦးဇင်းတို့မြတ်စွာဘုရားကဥပမာပေးတာပေါ့တန်ရောခြင်းကျိုးတွေဆိုတာကတော့ယုံမကြည့်ရင်ရော့တယ်လို့ပဲတဲ့ခြိတိုင်းသားမှာကပ်ပြီးတော့ခြိထားတဲ့ရိုင်းတဲ့ဥပမာလို့တော့မမှတ်ပါနဲ့နော်တိစ္ဆာန်တကောင်ကောင်ကိုကျိုးနဲ့ခြိထားတယ်အဲ့ဒီတိစ္ဆာန်ကလည်းဒီခြိတိုင်းလေးနားမှာပဲတတလေးနေတယ်ဆိုရင်သူ့အနေနဲ့ကတော့နေတာထိုင်တာရှိနေတာပဲလေဟုတ်လားနေတာထိုင်တာပဲယုံကြည်ပြီဆိုတော့သူခြိတိုင်းနဲ့ခွာလို့ရသလားမရဘူးသူကိုယ်စိုးကိုယ်ပိုင်လည်းသူလှုပ်လို့မရဘူးဒါပေမဲ့အဲ့ဒီနာလေးကတ်နေရင်တော့သူတော့အစဉ်ပြေးနေတာပဲဒီမှာဘုရားလောင်းကအဲ့ဒီတန်ရောစဉ်တွေအကုန်လုံးဖြတ်ပြီးတော့ဟိမောနာထွက်ပြီးတော့ယသိယဟန်ပြုတယ်ပြင်းထန်တဲ့အကျင့်ရှိတဲ့အတွက်ကြောင့်9 ရက်အတွင်းမှာပဲဇန်အပိညင်ဆိုတဲ့တရားလောကီတရားအထူးကိုရတယ်အဲ့ဒီဘဝတုန်းကဘုရားလောင်းကြီးကအင်မတန်အကျင့်ပြင်းထန်တယ်လို့ဆိုတယ်သူအမိပြုတ်ပြီးတဲ့နေတဲ့အပင်ကကြွေကြတဲ့အသီးကိုပဲစားတယ်အသီးမရှိဘူးဆိုရင်အဲ့ဒီအပင်ကအရွက်ကိုပဲစားတယ်အရွက်မရှိဘူးဆိုရင်အခောက်ကိုပဲစားတယ်လို့ဆိုတယ်အဲ့ဒါလောက်ချိုးချံချွေတာပြီးတော့ကျင့်သုံးတယ်လို့ဆိုတယ်အဲ့ဒါလောက်မြင့်မြတ်စင်ကြယ်လောဘဒေါသမောဟခေါင်းပါစွာကျင့်သုံးတဲ့အခါဘုရားလောင်းရဲ့အကျင့်တရားဓမ္မရဲ့အစွမ်းပေါ့လေအကျင့်ရဲ့အရှိန်ကကာဝရိဏနတ်ပြည်ကိုရိုက်ခတ်တယ်တဲ့ဒါတက္ကသမားတို့ဦးဇင်းတို့တာမန်ဉာဏ်နဲ့နားမလည်နိုင်တဲ့အနေအထားပေါ့နော်အဲ့ဒါလိုရိုက်ခတ်တဲ့အတွက်ကြောင့်တာဝရိဏနတ်ပြည်ကိုပိုင်တဲ့တရားမင်းကသိတယ်တိတော့ဘာစိတ်ကူးလဲဆိုတော့တရားကဘယ်လိုစဉ်းစားလဲဆိုတော့ဒီယသိဘာဖြစ်ခြင်းလို့ဘာရခြင်းလို့ဒီအလုပ်ကိုဒီလောက်မြင့်မြင့်မြတ်မြတ်ချိုးချိုးချမ်းချမ်းကြိုးကြိုးစားစားလုပ်နေရတယ်ဟုတ်တာပေါ့အလုပ်တစ်ခုကိုလုပ်တယ်ဆိုတာကဖြစ်ချင်တာတစ်ခုရချင်တာတစ်ခုခုတော့ရှိနေသမျှပဲလေဘာဖြစ်ခြင်းလို့ဘာရခြင်းလို့ဒီအလုပ်ကိုလုပ်နေတာလို့သူသိချင်တယ်ငါရဲ့နေရာကိုမျှော်မှန်းပြီးတော့ဒီအလုပ်တွေကိုလုပ်နေသေးသလားဒါလည်းသူသိချင်တယ်အဲ့ဒါနဲ့တရားမင်းကမေးမယ်ဆိုပြီးတော့ဘုရားလောင်းစီကိုဆင်းလာတဲ့အဲ့ဒါဘုရားလောင်းကသူအမိပြုတ်ပြီးတော့နေတဲ့သစ်ပင်ကိုကြောပေးပြီးတော့တင်မလေးခွေပြီးတော့ထိုင်းနေတယ်အဲ့ဒါတရားမင်းကရှေ့ကမလာဘူးနောက်ကလာတယ်နောက်ကလာပြီးတော့အဲ့ဒီနားရောက်မှသူစိတ်ပြောင်းသွားတယ်အစားတုန်းကတော့ဘာဖြစ်ခြင်းလို့ဘာရခြင်းလို့ဒီအလုပ်တွေကိုလုပ်နေတာလဲလို့မေးမလို့အဲ့ဒီနားရောက်မှသူစိတ်ပြောင်းပြီးတော့ဟောဒီယသိဟာငါကစိတ်တူအောင်ပြောရင်စိတ်တူမဲ့အနေထားရှိမလားဒါမှမဟုတ်စိတ်မတူဘဲနဲ့မြန်သူ့ကိုယ်သူထိမ့်သိမ်းနိုင်တဲ့အနေထားများရှိမလားဒါကိုသူသိချင်တယ်အဲ့ဒါနဲ့ဘုရားလောင်းကိုစိတ်တူအောင်လုပ်ရင်စိတ်တူလိမလားဆိုတာကိုစမ်းတဲ့အနေနဲ့ဂါထာလေးတစ်ပုဒ်ရွတ်တယ်တတမဲ့ရန်စတဲ့သဘောပါပဲဟုတ်ရဲ့လားအဲ့ဒီမှာဘုရားလောင်းကိုသူဂါထာလေးတစ်ပုဒ်ရွတ်ပြီးတော့နောက်ကနေပြောတာကန္နဝတ္တယံပုရိသောကန္နဘုံစတိဘောဇနံကန္တိဘူမိပရိသသမိနမေရှမနာသောပိယောကန္တိဘူမိပရိသသမိအလုံးမဲတဲ့မြေပြင်မှာနေပြီးတော့ကန္နဘုံစတိဘောဇနံအလုံးမဲတဲ့အစာအာဟာရတွေကိုစားနေတဲ့ကန္နောဝတ္တယံပုရိသောအလုံးမဲလှစွာတဲ့ဟောဒီယောက်ျားကိုနမေရှမနာသောပိယောငါစိတ်ထဲကဘယ်လိုမှမနှစ်သက်နိုင်ဘူးမဲတဲ့နေရာမှာနေမဲတာတွေကိုစားပြီးတော့အလွန်မဲတဲ့လူတယောက်ငါစိတ်ထဲကမနှစ်သက်ပါဘူးတဲ့မုန်းနေပေါ့အဲ့လိုပြောတော့ဘုရားလောင်းကဒေဝစကုအဘိညာဉ်ရှိတာဆိုတော့နောက်လှည့်မကြည့်ဘဲနဲ့တရားမမှန်သိတယ်တရားပြောတဲ့စကားကိုပဲအခြေခံပြီးတော့အင်မတန်အဓိပ္ပာယ်လေးနဲ့တဲ့ကျိုးကြောင်းစီလျော်တဲ့စကားတစ်ခွန်းဘုရားလောင်းကပြန်ပြောတယ်နောက်လှည့်မကြည့်ဘဲနဲ့တရားမင်းပြောတဲ့စကားကိုပဲအခြေခံပြီးတော့ပြောတာနော်တရားကဘာပြောထားလဲမဲတဲ့နေရာမှာနေမဲတာတွေစားအလွန်မဲတဲ့လူတယောက်ငါမနှစ်သက်ဘူးတဲ့အိုလုံးလုံးမနှစ်သက်ဘူးပေါ့ဗျာဟုတ်ရဲ့လားအဲ့တော့ဘုရားလောင်းကဘာပြောလဲဆိုတော့နာကံတော်တဇသာဟောတိအန္တောတာရောဟိပြမနောနာကံတော်တဇသာဟောတိအန္တောတာရောဟိပြမနောယတမိန်ပါပါတိကမ္မာတိသဝေကံတော်သူဇုံပတိ
Tazata ayi simpin kano meni to bogorina hoti mepsinai. Tajame aboya yivyali meni rane dalu melu yolu miyavu. Ludiago boya jipiro wivalo bizo mu lu pioraba. Ando tarohi bimeno, ando tarohi adwimadila tamari pinya sore, momyete sita tine bizo nire soye, bimeno era teket turo tumyabe. Aboya yivyali mera ne lumelu sulumiya. Adwima anitara shire soye, era turo tumyalu soyabe. Yadamay babani kamani tawe kano tuzumbati. Macau nari lude macau nari pure macau nari duide soyeno. Eda ma tekegu lunyit lume asibe. Lume lunyit sora belu hale sora watukat kare tibe kuendoala. Yana macau nari lubi piovi duivi soyeno. Eri chima eri poku apa pinero. Lume wa eri ma tekegu yuso chitane po. Hoyana. Tagaga Tibega, Tabawa Jagula, Jareno, Ludigo, Aboyan Jipiro, Dambo, Mapsapane, so that Tibe. Could the Galamaro Ujino Rigano, Boyan Jipiro, Velu, Chinian Dambo Shajana, to be used a rival pine, Binari below Tele, Goni Taiwani below Kaune, Ago Jipiro, Dambo Shajana, Remona. Pialomara Adrupiola, Bio, Aboyan Jipiro, Som Chane. A dreamer and that she mishi. Which in the come consider come dago jibiro, Ludio Yambo, Cape Shayame. Other Lubio like the jamming and imitant the Bojari. The Bawaja is a rago, Pina she the Bukuri has the Boja the Neve. The jamming and the Pina she also of the Boja. The jamming Lu won't the tongue. The yellow and Jetana won't the tongue. The Viana me, she so nine swan sheet. The Jaman Solania and love G. The Bengo one Yamjina she a bogo solo. Come yet is a guy, David she is a guy. Joe John Celio the Zagago, knit the tampo. We don't need his galley to cushy. Me alone the chito bogo piemayan. Miran Gini Genepo. The Modia the Ye piemayan. Check the loud sea wing, Dobby Soda, Mishi. Me will need the 10 Pimayan, Toyada Guinness or Natuma, Mishi. Pinya Shiro me the Zaga Gompian Mayan. The bit about the Gando, Gogo Pinya, Chigan Pama Basura, debate and legal at Tindazia to Kulu was intended, no? Nazaga Goni will belong to them more than a. That is in the Hoyala. Zagagon Sola, Yambiana will Chissy. Yambiana so the Elena Oma, Boa Kailan will shout Laya Mersoy, alone a senti Nainabo. Hoyala. Zagagon Pinya de Pocuria, Yambiana, don't the day. Yambiana don't ye. My mom needed Kailan will shout Laya the Dokari Miyaji to Nainabo. Hoyala. Tadamina Shiroye. John Celio, the Bawa Chari, a Jew she is a garden, Yamana Tampo Malula, Lode, Manidonga, Diago, Yubioa, and Oparo. Sinjiha, Na Tawne, Saint Uzi Yazigago. Hoyala. I don't know what was into the way. Yes, Rabia Hota as a garden, was a Gagoni, Nale Biro. Go to Evidentiana Mugo, Pissy me, Sakari, Nale Biro, Tambo Tambiro, Yamya, Na Tampo Malula. Lord, get the Yaga Pete for Dwarino. At the Jamming at the Bojari, this is only with Jaya to Bojari. She seems you are not Lisa Dware, Yanu Dware, Ginu Dware, Payalano. At the Jamming of Babio Solo. Ida the main day to Leviti, Petiru, Pituba Titi, where I'm Yamana did and be, Yankin, Simanati Sadi. She had the Tendura Zagati about Wajari. They be a county, the Dajam, imitant Nipete. Then say to him, Bamchitine, Baja, Genesura, Wangago, Jopiava, Maeradi, Wuja, Shit on Pandi, Bivame. Oh, Pede, Chichena, Wupiova, Yajana, Wupiova, Salupioa, and Supi. The Vialonga Bamchitine, Baja, and Lupioma Valley. Senano.
ဘုရားလုံးကဘာဖြစ်ခြင်းလဲဘာရခြင်းလဲလို့ပြောမှလဲဆိုတာကိုအပြေမထုတ်သေးခင်မှာတရားဓမ္မတို့ဆိုရင်တရားမင်းကကြိုက်တာကိုပြောပါလိုချင်တာကိုပြောပါဖြစ်ချင်တာကိုပြောပါလို့တကယ်လို့မြန်တရားမင်းကလာပြောမယ်ဆိုရင်ငါဆိုရင်ကောဘာဖြစ်ချင်လဲဘာရချင်လဲလို့ပြောလိုက်မှလေအဲ့ဒါကိုအရင်စဉ်းစားထားသိလားဦးဇင်းကိုအဖြေပေးဖို့မဟုတ်ဘူးနော်ပြီးရင်ဘုရားလောင်းကဘာဖြစ်ချင်လဲဘာရချင်လဲလို့ပြောတဲ့အခါမှာဩငါဖြစ်ချင်တာနဲ့ဘုရားလောင်းဖြစ်ချင်တာဘလောက်နီးစပ်တယ်လဲဆိုတာကိုချိန်ထိုးလို့ရအောင်လို့ဟုတ်လားစဉ်းစားနော်ဒီတရားကဦးဇင်းကခဏတိုင်းဟောနေကြတချို့လည်းနာဘူးပြီးသားဖြစ်ကောင်းဖြစ်လိမ့်မယ်နာဘူးပြီးသားပုဂ္ဂိုလ်ကတော့ထပ်တူကြညင်ကြမှာပေါ့အဲ့ဒီတရားတွေကကိုယ်ပြန်စဉ်းစားပြီးတော့ငါအဲ့ဒါတောင်းမှဖြစ်ချင်းဖြစ်သွားမှာပေါ့မနာဘူးသေးဘူးဆိုရင်တော့မကြားဘူးသေးဘူးဆိုရင်တော့ဘုရားလောင်းဖြစ်ခြင်းနဲ့ရခြင်းနဲ့လို့ပြောတာနဲ့ကိုဖြစ်ခြင်းတာရခြင်းတာဟာအများကြီးကွာခြားမယ်လို့ဦးဇင်းထင်တယ်သိလားအဲ့ဒီမှာဘုရားလောင်းကကောင်းပြီတဲ့သင်္ကန်းကကိုမျက်နှိုးလွန်းလို့ဖြစ်ခြင်းတာရခြင်းတာကိုဖန်တီးပေးမယ်တောင်းမှဆိုရင်လည်းတောင်းရတာပေါ့အဲ့ဒီမှာဘုရားလောင်းကလည်းဂါထာလေးနဲ့တောင်းတယ်သူလိုချင်တာသူဖြစ်ခြင်းတာလေးကိုနော်ဘာပြောလဲဆိုတော့ဝရင်စေမယတောတကသဗ္ဗဗုဒ္ဓနာမိတရာသူနေကိုတံသူနေတောတံနေလောဘဟုတ်တိမတ္တနောနေတနေဟာမဖိခင်ခာမိဣတိမေစတုရောဝရေတရားမင်းငါ့ကိုမျက်နှိုးလွန်းလို့ဖြစ်ချင်တာရချင်တာကိုရအောင်ဖြစ်အောင်ဖန်တီးပေးမယ်ဆိုရင်ငါ၄မျိုးလောက်ဖြစ်ချင်နေတဲ့မိတယ်ဘယ်နှမျိုးဖြစ်ချင်လဲ၄မျိုးလောက်ဖြစ်ချင်နေတဲ့အဲ့ဒါဘာတွေတုံးဆိုတော့နံပါတ်1သူနှိတ်ကောဓာအမျက်ကင်းတဲ့လူသားတစ်ယောက်ဖြစ်ချင်နေတဲ့မိတယ်စပြောပြီနော်ဘာကင်းတဲ့လူသားတစ်ယောက်အမျက်ကင်းတဲ့လူသားတစ်ယောက်ဖြစ်ချင်နေတဲ့အမျက်ဆိုတာလူတိုင်းသိတယ်နော်စိတ်ထဲမှာတစုံတစ်ယောက်ကိုတစုံတစ်ခုသောအခြေအနေကိုမကျေနပ်လို့မပြေမလဲဖြစ်ပြီးတော့စိတ်ထဲမှာမြတ်တဲ့နဲ့ခံစားနေရတဲ့သဘောမခံစားဘူးလားခံစားဘူးတာပေါ့အမျက်တဲ့ဟိုလက်မှာညောင်ကလေးပါလေရှူဘူးတယ်မဟုတ်လားညောင်ကလေးတွေကတိတ်ပြီးတော့မကြီးပေမဲ့လို့တခါတလေမျက်မှန်တက်ပြီးတော့ကြည့်တော့မနေကြည့်ယူရတယ်ဟုတ်လားဒါပေမဲ့သေးပေမဲ့လို့သူ့ကိုအထင်မသေးနဲ့သူနဲ့ထိမိတိုင်းပွတ်မိတိုင်းအဝတ်ကလေးနဲ့ထိမိတိုင်းပွတ်မိတိုင်းဘာဖြစ်တော့ခံရခက်တယ်မြတ်တဲ့ဟုတ်လားအဲ့လိုပဲစိတ်နှလုံးမှာမကြည်လင်မှုတစ်ခုခုကြောင့်မြင့်နေတာအဲ့ဒီအမြင့်သူမရချင်ဘူးတဲ့ဒါသူနံပါတ်1ဖြစ်ချင်တဲ့ဖြစ်ချင်မှုပေါ့နောက်နံပါတ်2သူဘာဆက်ပြောတော့ဆိုတော့သူနှိတ်ဒေါသကင်းတဲ့လူသားတစ်ယောက်ဖြစ်ချင်နေတဲ့ဒေါသဆိုတာကအမျက်အကြီးစားပေါ့ပေါက်ကွဲတဲ့အဆင့်ပြစ်မှားတဲ့အဆင့်ဖြက်စီးမဲ့အဆင့်ကိုရောက်လာအဲ့ဒီဒေါသမျိုးသူမကြိုက်ဘူးသူမရချင်ဘူးနောက်နံပါတ်3နေလောဘကင်းတဲ့လူသားတစ်ယောက်ဖြစ်ချင်နေတဲ့ဟိုကရခြင်းတရားရခြင်းဟိုကဖြစ်ခြင်းတရားဖြစ်ခြင်းတခါတည်းမိကိုမစုံဘူးမစုံရခြင်းမှုတွေကကိုယ်ဘေးမှာဝိုင်းဝိုင်းလဲပြီးတော့အဲ့လိုလောဘကြီးတဲ့လူတစ်ယောက်မဖြစ်ချင်ဘူးသူကတော့လောဘမကြီးခြင်းဘူးလို့ကိုပြောတာမဟုတ်ဘူးလောဘကင်းကိုကင်းကျင်တာလို့ပြောနေတာနော်နောက်နံပါတ်4နိတနေဟံချစ်ချင်းကင်းတဲ့လူသားတစ်ယောက်ဖြစ်ချင်နေတဲ့ဒီနေရာမှာဘုရားလောင်းကင်းကျင်တဲ့ချစ်ချင်းကမေတ္တာပေမမေတ္တာချင်းနဲ့ချစ်တဲ့ချစ်ချင်းမျိုးကိုဆိုလိုတာမဟုတ်မေတ္တာပေမဆိုတဲ့မေတ္တာချစ်ကအင်မတန်အပြည့်ကင်းတဲ့တန်ရှင်းတဲ့စင်ကြယ်တဲ့ငြိမ်းချမ်းတဲ့မေတ္တာဆိုတာကတပါးသောတတ္တဝါတွေလူချင်းနေတဲ့ကောင်းကျိုးနဲ့ချမ်းသာရသွားကြပါစေလို့ကောင်းစေခြင်းယုံမျှချမ်းသာစေခြင်းယုံမျှတတ်ပဲမေတ္တာဆိုတာဘေးရန်ကင်းပါစေကျမ်းမာရေးကောင်းပါစေနှလုံးစိတ်ဝမ်းငြိမ်းချမ်းကြပါစေဘာမှမဖြစ်တာမကောင်းတာမဖြစ်ကြပါစေနဲ့လို့ဒါကလေးတတ်ပဲသူ့မှာဘာညင်နွမ်းမှုမှမရှိဘူးမေတ္တာပေမဆိုတာဒီနေရာမှာဘုရားလောင်းကင်းကျင်တဲ့ချစ်ချင်းဆိုတာကဂေဟတိတပေမဆိုတဲ့မိသားစုချစ်မိဘကသာသမီကိုချစ်တယ်မောင်နှမချင်းချင်းချစ်တယ်သာသမီကမိဘကိုချစ်တယ်ရွှေမျိုးချင်းချင်းချစ်တယ်တန်ရောစင်ရှိရတဲ့လူချင်းချင်းချစ်တယ်ပြီးတော့တဏှာပေမဆိုတဲ့လင်ကျင်မယားချစ်ပြီးတော့ပစ္စည်းဥစ္စာတွေပေါ်မှာချစ်တဲ့အချစ်ပြီးတော့ကိုယ့်ရဲ့ခန္ဓာကိုယ်ပေါ်မှာချစ်တဲ့အချစ်
မရှိဘူးလားရှိတာပေါ့ဗျာနော်တရှိသမဲ့အရာတွေပေါ်မှာချစ်တယ်အဆိုးဆုံးနဲ့အကြီးကျယ်ဆုံးဒုက္ခပေးတဲ့ချစ်ခြင်းကတော့ကိုယ်ခန္ဓာကိုယ်ချစ်ခြင်းပဲဟုတ်ရဲ့လားကိုယ်ခန္ဓာကိုယ်မှာချစ်ရင်ချစ်တဲ့လောက်အဲ့ဒါပူလောင်မှုဆိုတာလာမှာပဲဒါကြောင့်ဘုရားတော်ကအန္တရာယ်ကြီးတဲ့ပြင်းစွာပူလောင်မှုကိုဖြစ်စေတဲ့အဲ့ဒီချစ်ခြင်းဆိုတဲ့တရားတွေကိုသူကင်းခြင်းနဲ့မရချင်ဘူးတဲ့ဘယ်နှမျိုးဖြစ်ချင်တာလဲ၄မျိုးပြန်ပြောမယ်နော်ဒီတရား၄မျိုးကဒီကနေ့တရားရဲ့အနှစ်သာရပေါ့ဟုတ်ရဲ့လားသူနှိတ်ဒေါသအမျက်ဒေါသကင်းတဲ့လူသားတစ်ယောက်သူနှိတ်ဒေါသကြီးကျယ်တဲ့ဒေါသကင်းတဲ့လူသားတစ်ယောက်နေလောဘလောဘကင်းတဲ့လူသားတစ်ယောက်နိတနေဟံချစ်ချင်းကင်းတဲ့လူသားတစ်ယောက်ဖြစ်ချင်ပါလေတဲ့အဲ့လိုပြောတော့တရားမင်းကပေးမယ်လည်းမပြောဘူးမပေးဘူးလည်းမပြောဘူးတကယ်ကတော့သူမပေးနိုင်ဘူးတတ္တဝါတူတယောက်ကတတ္တဝါတူတယောက်ကိုလောဘဒေါသကင်းအောင်ဘယ်လုပ်ပေးနိုင်မှာလဲဖရာတောင်လုပ်မပေးနိုင်တဲ့ကိစ္စဘုရားကတော့တတ္တဝါတွေကိုဟောဒီလောဘဒေါသတွေဟာတတ္တဝါတွေကိုနှိမ့်ဆက်တဲ့တကယ်အဓိကကြတဲ့တရားခံတွေပဲဆိုတာမြတ်စွာဘုရားသိတာပေါ့ဒါပေမဲ့လောဘဒေါသကင်းစေလို့ဘုရားလုပ်ပေးနိုင်ကြလားဒါပေမဲ့လောဘဒေါသကင်းအောင်ဘယ်လိုကျင့်ရမယ်ဆိုတဲ့နိလန်းကိုတော့မပေးခဲ့ဘူးလားပေးခဲ့တယ်ကင်းစီလို့ကတော့လုပ်လို့မရဘူးလုပ်လို့ရရင်မြတ်စွာဘုရားတတ္တဝါတွေကိုအင်မတန်သနာတာပဲလေလှုပ်ထားခဲ့မှာပေါ့။ကိုင်းจิตသားတို့လောဘဒေါသကင်းကြစေ။အဲ့ဒါလိုလေးများဖန်ဆင်းပေးမယ်ဆိုရင်တော်တော်ကောင်းမယ်နော်။မဖြစ်နိုင်တာကိုဦးဇင်းတို့စိတ်ကူးယဉ်ကြည်တာပါဟုတ်လား။အဲ့တော့ဘုရားမှမတတ်နိုင်တဲ့ကိစ္စတရားမင်းကဘယ်လိုလုပ်တတ်နိုင်မလဲ။အဲ့တော့တရားမင်းကဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ပေးမယ်လည်းမပြောဘူးမပေးဘူးလည်းမပြောဘူး။ဘာပြောတော့ဆိုတော့ဒီအမျက်ဆိုတဲ့ဒေါသဆိုတဲ့လောဘဆိုတဲ့ချစ်ချင်းဆိုတဲ့တရားတွေမှာဘာမကောင်းကွက်ဘာအပြစ်တွေရှိလို့အရှင်ယသိကမရချင်ရတာလေတဲ့ကဲမေးမြန်းထူပဲဗျဉာဏ်ရှိတဲ့လူတွေကများသောအားဖြင့်မေးကြတာပဲမေးလို့လည်းပဲဉာဏ်ရှိတာပဲပညာပါရမီကိုပြည့်ကျင်တယ်ဆိုလို့ရှိရင်ဘာလုပ်ရမလဲမေးမြန်းရမယ်နားထောင်ရမယ်စုံစမ်းရမယ်လေ့လာရမယ်ဟုတ်ရဲ့လားခုအဲ့ဒါတရားမင်းကမေးပြီနော်ဒါဒီမှာဘာအပြစ်ရှိလို့လဲတဲ့ဂိန္ဓုကောဒေဝတောဒေဝလောဘေတနဟသံပြမနအာရိနဝတွန်ပတ္တိတမေအခါဟိပု္စိတောရှင်ရသေးတဲ့ဒီအမျက်ရဲ့ဒေါသရဲ့လောဘရဲ့ချစ်ချင်းရဲ့ဆိုတဲ့တရားတွေမှာဘာအပြစ်တွေရှိလို့သင်ကမနှစ်သက်ရတာလဲမရချင်ရတာလေတဲ့အဲ့ဒါကိုငါ့ကိုဖြေပါတဲ့အဲ့တော့ဘုရားတော်ကကောင်းပြီဒါတွေရဲ့အပြစ်တွေကိုငါပြောပြမယ်ပိဋကရဲ့ဒီတရားလေးကိုစိတ်ဝင်စားတဲ့နယ်လို့ထင်တယ်။ဘာဖြစ်လို့လဲ။အဲ့ဒီတရားမျိုးတွေကိုယ်တန်တမှာရှိနေတယ်။ကိုယ်တန်တမှာရှိနေတဲ့တရားတွေရဲ့အကျိုးအကြောင်းအဆိုးအကောင်းကိုမသိသင့်ဘူးလား။သိသင့်တာပေါ့ဗျာအမျက်မရှိဘူးလား။ဒေါသတွေလောဘတွေချစ်ချင်းတွေကောမရှိဘူးလား။ရှိတယ်။ကိုယ်တန်တမှာရှိနေတဲ့တရားတွေရဲ့အကြောင်းကိုစုံစုံစိတ်စိတ်သိရရင်ကောင်းတာပေါ့။ဟုတ်ဘူးလားအေးအဲ့ဒါဘုရားလောင်းကပြောလိမ့်မယ်အဲ့ဒါတွေကိုမှတ်ရမယ်နော်အဲ့ဒါဦးဇင်းတို့ဘုရားလောင်းပြောတာလေးတွေကိုပဲဦးဇင်းတို့ပြောသွားမှာအခြေချက်ပြီးတော့ပြောဖို့အချိန်မရှိဘူးဟုတ်ရဲ့လားအခြေချက်ပြီးတော့ပြောဖို့အချိန်မရှိဘူးပြီးတဲ့လို့မှဉာဏ်ရှိတယ်ကိုယ့်ကိုချက်တွင်ပြီးတော့စဉ်းစားတရားပဲအဲ့ဒါပြောလိမ့်မယ်နော်အမြဲရဲ့အပြစ်ဒေါသရဲ့အပြစ်လောဘရဲ့အပြစ်ချစ်ချင်းရဲ့အပြစ်ဘုရားလောင်းကစိတ်ကြည်လက်ရှိပြောတာနံပါတ်1အမျက်ရဲ့အပြစ်ကိုစပြောတယ်အဘောဟုတ်တဝါဘဟုဟောတိဝတ္တတိဇောအခန္တိဇောအာသင်္ကိဘဟုပါယသောတတမကောဒနာရောစေရှင်တရားမင်းတဲ့အမျက်ဆိုတဲ့သဘောတရားသည်အခန္တိဇောတိမခံခြင်းကြောင့်ဖြစ်တာတဲ့ပိဋကရဲ့အမျက်ဆိုတာဘာကြောင့်ဖြစ်တယ်ဒီမခံခြင်းကြောင့်ဖြစ်တာတဲ့ပြောပါစေကဲလုပ်ပါစေတွေ့ပါစေကြုံပါစေပြီးသွားတာပါပဲကဲပြီးသွားပါပြီဆိုပြီးတော့ဒီခံလိုက်နိုင်မယ်ဆိုရင်အမျက်ဖြစ်เสียအကြောင်းရှိလားမရှိဘူးတွေ့ကြုံနေရတဲ့အတွေ့အကြုံစိုးတွေကပြီးသွားပြီကိုကဒီမခံနိုင်စွာကိုကမပြီးပဲနဲ့တို့လိုတော့အတွေ့ထဲမှာကျန်နေတာမရှိဘူးလားရှိတယ်နော်တကယ်ဒုက္ခတွေအတွေ့အကြုံတွေကများသောအားဖြင့်ပြီးသွားနေတာပဲမဟုတ်လားအဲ့ဒါကိုကမပြီးနိုင်ပဲနဲ့သီးမခံပဲနဲ့ဒေါသတွေဖြစ်နေရင်ပိဋကရဲ့အမျက်ဆိုတာလာလိမ့်မယ်
ဒါကြောင့်မြတ်စွာဘုရားအလောင်းတော်ကစကားကိုစုံအောင်ပြောတယ်အမျက်ဆိုတာသီးမခံခြင်းကြောင့်ဖြစ်တာတဲ့အကြောင်းတရားလေးတောင်ရှားပြလိုက်တာနော်အဲ့ဒီသီးမခံခြင်းကြောင့်ဖြစ်တဲ့အဲ့ဒီအမျက်တည်းနံပါတ်1အဘောဟုတ်တဝါဘဟုံဟောတိအစကနည်းနည်းလေးနောက်တော့အများကြီးဖြစ်လာတယ်တဲ့ဒါအမျက်ရဲ့နံပါတ်1အပြစ်ပဲအစကဘာလဲတော့နည်းနည်းလေးနောက်တွေးရင်နဲ့ဒီလူငါ့ကိုဘယ်တော့မှလည်းဘလို့လုပ်တာဘယ်တော့မှဘလို့ပြောတာငါအကျိုးစီးပွားကိုဘလို့ဖြစ်စီးတာအစစီဖြင့်တွေးရင်နဲ့အမျက်တွေကဖြစ်လာများလာစာတဲ့ကတော့ဥဒ္ဓမာယိကဖားဆိုပြီးတော့ဥမာပေးတယ်အဲ့ဒီဖားတစ်မျိုးကတောနဲ့ကြီးတွေထဲမှာရှိတယ်လို့ဆိုတယ်သူကလက်ထိတ်လောက်လက်မလောက်ရှိတာဒါပေမဲ့သူ့ကိုသွားထိမိလိုက်ရင်သူကအလွန်စိတ်ကြီးတဲ့အကောင်အကြီးကြီးဖြစ်လာအဲ့ဒါနောက်ထပ်ထိလေးကြီးလေးလေဦးပေါင်းကိုမှုတ်လိုက်တယ်လို့ပေါ့လေအဲ့ဒီမှာသူ့ရဲ့ခြေတွေလက်တွေကမြေကြီးမထောက်မိပဲနဲ့ကာယာကြီးဖြစ်နေတော့မှကြီးတို့စွန်းတို့ကသူ့ကိုထိုးပြီးတော့စားသွားတာအမျက်ဆိုတာအဲ့ဒီဥဒ္ဓမာယိကဖားနဲ့တူတယ်တဲ့တဖြည်းဖြည်းနဲ့ကြီးထွားလာတဲ့သဘောရှိနောက်အမျက်ရဲ့ဒုတိယအပြစ်ကတော့အာသင်္ကီတဲ့အာသင်္ကီဆိုတာကညိတယ်လို့ပြောတာပြစ်နိုင်ခဲ့တယ်စွန့်နိုင်ခဲ့တယ်လို့ပြောတာတယောက်ယောက်ကိုမုန်းနေရတာစွဲတဲ့သဘောရှိတယ်လို့ပြောတာမုန်းတဲ့လူအကြောင်းကိုခဏခဏထပ်ပြီးတော့တွေးတာမရှိဘူးလားရှိတယ်မမေ့နိုင်ဘူးနော်တချို့နှုတ်ကတော့ထွက်ပြီးတော့ပြောတာမရှိဘူးလားနင်းဟိုမှာတစ်လုံးမမေ့ဘူးချစ်လို့မမေ့တာလားမုန်းလို့မမေ့တာလားအော်စရာမကောင်းဘူးလားချစ်လို့မမေ့တာကနားလည်လို့ရတယ်မုန်းလို့မမေ့ဘူးဆိုတာကဘယ်လိုစဉ်းစားရမှာလဲဒီမုန်းရတာမှာအရသာရှိတယ်အဲ့ဒီအရသာကိုကြိုက်နေတဲ့သဘောလေးရှိတယ်လို့ဦးဇင်းကတော့ထင်တယ်ဒါကြောင့်မို့လို့အမျက်ကိုဒီမှာကန့်ညိတတ်တယ်လို့ပြောထားတယ်လောက်စိတ်ဝင်စားစရာကောင်းတယ်မုန်းရတာအရသာရှိတယ်နော်တခါယူပိုင်များတခါဒီထိုင်ပြီးတော့ဇင်းမြင်းတစ်ပြေမုန်းနေတာမုန်းလို့ကိုမပြီးနိုင်ဘူးရှိတယ်မဟုတ်လားရှိတယ်ဒါကြောင့်ဦးဇင်းတို့မြတ်စွာဘုရားကတချို့သောပုဂ္ဂိုလ်တွေရဲ့အမျက်အမုန်းတရားတွေဟာကြောက်သားပေါ်မှာရစ်ချစ်ထားတဲ့ကြောက်စာများသဖွယ်တဲ့အင်မတန်ခိုင်မြဲတဲ့ပါတာနာလိခကြောက်စရာကောင်းတယ်နော်တချို့ကြတော့အဲ့လောက်တော့မဆိုးဘူးတဲ့ပထဝီလိခမြေကြီးပေါ်မှာရစ်ချစ်ထားတဲ့အရေးအကြောင်းလို့ပဲတဲ့လင်းကြီးရဲ့နေရင်ပြတ်သွားရောတချို့ကတော့တော်တော်ကိုတော်တယ်တဲ့ဥဒကလေခရေပေါ်မှာရေးချစ်လိုက်တဲ့အရေးကြောင်းလို့ခုပဲရေးချစ်လိုက်တယ်ခုပဲရှိတော့ကောင်းမလားအဲ့လိုဆိုရင်တို့တော့အဲ့လိုဖြစ်ဖို့ရလွယ်သလားဘလို့ဖြစ်နေတာများကန့်ညိနေတာပဲများတယ်မစွန့်နိုင်ဘူးမပြစ်နိုင်ဘူးဟိုလူငယ်တွေနားလည်အောင်ဦးဇင်းကတရားကိုအလွန်ပြောခြင်းတယ်ဟိုဗီဒီယိုဇာတ်ကားတွေပါတွေကြည့်ကြတော့လူချမ်းမပါဘူးလားလူချမ်းကကောင်းတာတွေလုပ်ကြတာလားမကောင်းတာတွေလုပ်ကြအဲ့လိုလူချမ်းကိုမုန်းရတာလူချမ်းကမဟုတ်တာတွေလှုပ်လေးလေးဇက်လိုက်ကအသားတက်လေးလေးပွဲကြီးပေးတက်ကခံစားလို့ကောင်းလေးလေးဟုတ်လားတခါတည်းဝမ်းနေနေပြီးတော့လက်ဘင်းတွေပါပြန်ကြီးလာရင်ဟာဇလန်းကတော်တော်ကောင်းနေမျက်ရည်တွေပါပြန်ကြပြီဆိုရင်တော့ချီးကျူးလို့ကိုမဆုံးတော့အဲ့ဒါဘာကိုခံစားကြတာတော့နော်ဒီမုန်းရတာတွေခါးသီးတဲ့အရာတွေကိုကြိုက်တဲ့သဘောရှိနေတာအမျိုးစုံကိုကြိုက်တာတော့စိတ်ကအံ့ဩစရာသိကောင်းတယ်အဲ့ဒါဦးဇင်းကဘာသာကိုတော်စဉ်းစားပြီးတော့ဆိုတော့ဦးဇင်းတို့ဒီအရာသာ6ပါးထဲမှာစက်တယ်ဆိုတဲ့အရာသာရှိတယ်နော်ဘယ်နာလေးကကောင်းတာလဲမသိဘူးဒါပေမဲ့တော်တော်ဆွဲတယ်ဗျာဒီငရုတ်သေးကိုဟုတ်လားဦးဇင်းကတော့သိမကြိုက်ပါဘူးငရုတ်သေးကိုငယ်ငယ်တုန်းကဘလို့တောင်စဉ်းစားလဲဆိုတော့ငရုတ်သီးစားရတာရှာကွဲရတာနဲ့ဘာမှမထူးပါဘူးဟုတ်လားဒါပေမဲ့တော်တော်ဆွဲတယ်မို့လားဘာလို့ဆွဲကြရလဲဒီစက်တဲ့အရာသာကအရာသာထဲမှာသူကဒိတ်တန်းရောက်နေတယ်ဒိတ်တန်းဆိုတာကောင်းတာမကောင်းတာကိုပြောတာမလားအင်မတန်ထင်ရှားတယ်သူမပါရင်ပေါ့နေတော့လားကျန်တာကသူ့ကိုမတိုးနိုင်ဟုတ်လားဒါကြောင့်ချွေးရွှဲနဲ့ဟာစက်ပူစက်လောင်းနဲ့စားကြတာဘယ်နာလေးကကောင်းတယ်ဆိုတာကတော့ငရုတ်သီးကြိုက်တဲ့လူတွေခွက်ကိုယ်သာသိသိကြည့်အဲ့တော့အမျက်ကိုကြိုက်တဲ့နေရာမှာငရုတ်သီးကိုကြိုက်တာနဲ့မြန်ခတ်ဆင်တူလေမလားလို့ဒါကတော့ရှောက်စဉ်းစားကြည့်တာပါကြိုက်ထားပါတော့နော်အမျက်ဆိုတာဘာတော့ကန့်ညိတတ်တဲ့သဘောရှိတယ်ဆိုတာတော့သိကြတယ်အဲ့လိုကန့်ညိတော့တတိယအဖြစ်ဘာဆက်ပြောလို့ဆိုတော့ဘဟုပါယံတော်တဲ့အများကြီးပင်ပန်းနေတဲ့ဟောအများကြီးပါဖြစ်တယ်ပင်ပန်းနေတွေ့ယောဂါတွေဘာတွေရှိရင်တိုးပေါ့ဗျာ
နှလုံးယောဂတွေပါလိရှိရင်စေကံမြန်မြန်ရောက်ဖို့ဗျာဘယ်သူကနှိမ့်ဆက်တာတော့အမျက်ကနှိမ့်ဆက်တာဒါကြောင့်ဘုရားလောင်းကအမျက်ဆိုတာအဘောဟုတ်တော်ဘုံဟောဒီအစကနင်းကလေးနောက်အများကြီးဖြစ်လာတယ်အာသင်္ကိကညှိတဲ့သဘောရှိတယ်ဘဟုပါယတော့အများကြီးပင်ပန်းတဲ့သဘောရှိတယ်တတ္တမကောရနာရောစေဒါကြောင့်အဲ့ဒီအမျက်ကိုငါမကြိုက်ဘူးတရားဓမ္မတို့ဦးဇင်းတို့တွေကတော့မစွန့်နိုင်တာကိုထောက်တော့အဖြစ်ကြိုက်နေတယ်ဆိုတာထင်ရှားတယ်လို့ထင်တာပဲဟင်တခါကြီးမိုင်းမြအေးအဲ့ဒါဘုရားလောင်းပြောတဲ့အမျက်ရဲ့အပြစ်ပေါ့နော်နောက်ဒုတိယဘာကိုပြောမယ်ဒေါသရဲ့အပြစ်ဒေါသရဲ့အပြစ်ကိုတော့ဘုရားလောင်းကအင်မတန်စိတ်ရှည်လက်ရှည်ပြောထားတယ်လို့ထင်တယ်ဒုဋ္ဌတာပရုသဝါစာပရမတောအနန္တရာတတောပါဏိတတောတံတောတတ္တတပရမတတိဒေါသောကောဓသမုဋ္ဌာနောတတ္တမဒေါသံနာရောစေယရှင်တရားမင်းတဲ့ဒေါသဆိုတဲ့သဘောတရားဒီကောဓသမုဋ္ဌာနောအမျက်ကြောင့်ဖြစ်တာဟောအမျက်ကတော့ဘာကြောင့်ဖြစ်တယ်အမျက်ကဘာကြောင့်ဖြစ်တယ်သီးမခံခြင်းကြောင့်ဖြစ်တယ်ပိဋကရေဘုန်းကြီးကတရားတော်လျှောက်တန်းစစ်တာပဲတခါကြီးမိုင်းများအမျက်ကဘာကြောင့်ဖြစ်တယ်သီးမခံခြင်းကြောင့်ဖြစ်တယ်စောစောကပြောခဲ့တယ်နော်ခုဒေါသကတော့ဘာကြောင့်ဖြစ်တယ်အမျက်ကြောင့်ဖြစ်တယ်ဟောအမျက်ကနေကြီးထွားလာတာမကျေနပ်မှုတွေကိုအကောင့်ထဲပေါ်တော့မှအဲ့ဒီမှာဒေါသဖြစ်လာပြီဆိုရင်တဲ့ဒုဋ္ဌတဖရုတဝါစာကြမ်းထမ်းတဲ့စကားတွေစပြောလိမ့်မယ်တဲ့စကားတွေကိုချိုချိုသားသားနုနုညံ့ညံ့ပြောနိုင်တော့ကြားတဲ့ပုဂ္ဂိုလ်ရဲ့အမုန်းကိုရမှာပေါ့ဗျာဟုတ်ရဲ့လားအဲ့ဒါကြမ်းထမ်းတဲ့စကားကိုပြောလိမ့်မယ်တဲ့ဒေါသဖြစ်လာရင်အဲ့ဒါချိန်မှာထိနိုင်ရင်ထိမထိနိုင်ဘူးဆိုလို့ရှိရင်တော့ပရမသောအနန္တရာတဲ့ကိုစိတ်တူရတဲ့ပုဂ္ဂိုလ်ကိုစပင်ကိုယ်တော်၎င်းလက်ကိုယ်တော်၎င်းအင်ကြီးကိုယ်တော်၎င်းဆွဲကင်လာလိမ့်မယ်ဟောစိတ်တူလာရင်ကြံကြံပြောမယ်မရနိုင်ဘူးဆိုရင်ဆွဲငင်လာလိမ့်မယ်ဆွဲကင်လာလိမ့်မယ်ဒါမထိနိုင်ဘူးဆိုရင်တော့တတောပါဏိတဲ့လက်နဲ့ထိုးမယ်ပုတ်မယ်ဆိုင်မယ်လက်ရောက်လာပြီနော်အဲ့ဒါမှအားမရသေးဘူးမထိနိုင်သေးဘူးဆိုရင်တော့တတောတန်တော်တဲ့ဒုရှာပြီးတော့ရိုက်မယ်နော်ဒါနဲ့မှအမျက်ဒေါသကမထိန်ချုပ်နိုင်သေးဘူးဆိုလို့ရှိရင်တော့တတ္တတပရမတတိတဲ့ဓာလက်နဲ့တင်နဲ့လက်နဲ့အစရှိတဲ့လက်နဲ့ကိုရှာပြီးတော့ပြစ်မယ်ခုတ်မယ်ထိုးမယ်အဲ့လိုတပ်ပြတ်မှုရာဇဝမှုတွေကိုလွန်ကျူးပြီးတော့ကိုင်ငါလည်းမထူးပါဘူးထောင်တန်းကြပြီးတော့ဒုက္ခရောက်မဲ့အတူတူငါကောင်ကတတ်သေးတာကောင်းတယ်ဆိုပြီးတော့ချုပ်ကိုတတ်သေးတာကိုမရှိဘူးလားမိမိသူတော်ကအကျိုးစီးပွားကိုအဆုံးစွန်ဖြည့်ဆည်းပြီးမှဒေါသကပြီးသွားတာဘလောက်ကြောက်စရာကောင်းလဲအဖေအမေကိုတတ်တာလည်းဒီဒေါသပဲနော်ကျေသူတရားတွေဘာတွေကိုသူဘာမှအဲ့ဒီတည်ငါအဲ့ဒီအချိန်မှသူမစင်သားနိုင်ဘူးဒါကြောင့်မြတ်စွာဘုရားကနတ္ထိဒေါသသမောကလိဒေါသနဲ့တူသောအပြစ်မရှိလို့အဲ့လိုပြောတာနော်ဒေါသဆိုတာအဲ့လိုကြောက်စရာကောင်းတယ်နော်ရာဇဝမှုတွေကိုလွန်ကျူးစေပြီးတော့ဘဝရဲ့လက်ကျန်အချိန်တစ်ခုလုံးမှာနောင်တတရားတွေဒုက္ခတရားတွေနဲ့နှပန်းလုံးသွားရတဲ့အဖြစ်မျိုးကိုဒေါသကမရောက်ရောက်အောင်တွန်းပို့တာမျိုးမရှိဘူးလားရှိတယ်ကိုယ့်ရဲ့တည်ငါဖြစ်ပေါ်လာတဲ့ဒေါသကိုရုတ်တရက်ဖြစ်ပေါ်လာတဲ့ဒေါသကိုမထိန်နိုင်မသိနိုင်လို့အကြီးအကျယ်ပြင်မရတဲ့အမှားတွေကိုမှားသွားစေတာမျိုးကိုမရှိဘူးလားရှိတယ်အလွန်ကြောက်စရာကောင်းတယ်ဒါကြောင့်မြတ်စွာဘုရားကအရှိန်နဲ့ပြေးနေတဲ့ယထာကိုထိန်းနိုင်တယ်လို့တစုံတယောက်သောပုဂ္ဂိုလ်သည်အရှိန်နဲ့ထွက်နေတဲ့ဒေါသကိုထိန်းနိုင်မယ်ဆိုရင်အဲ့ဒါယထာထိန်းမယ်တဲ့မထိန်းနိုင်ဘူးစိတ်လိုတဲ့အတိုင်းဒေါသအတိုင်းလိုက်ပြီးတော့လုပ်ရရင်တော့အဲ့ဒါယထာထိန်းမဟုတ်ဘူးအဲ့ဒါကျိုးခိုင်တဲ့ယထာဘောတော့တက်လိုက်တာပဲဒါပေမဲ့ तू မထိန်းနိုင်ဘူးကျိုးပဲကင်လိုက်တာပြီးတဲ့ဥမာတော်တော်ကောင်းတယ်ဗျာသိရလားနော်ဆိုကြပါစို့ဦးဇင်းတို့လမ်းပေါ်မှာယထာမောင်းသွားတယ်ကားမောင်းသွားတယ်ယထာဆိုတာမြင်းယထာကိုဆိုလိုတာလည်းဒီနေရာမှာအဲ့ဒါဒီမြင်းကိုကကောင်းကောင်းထိန်းပြီးတော့သွားနိုင်တယ်အချိန်နဲ့ပြေးနေတဲ့မြင်းကိုလမ်းကိုမတိမ်မဆောင်းအောင်ထိန်းသွားနိုင်တယ်ဆိုရင်တော့ဒါကောင်းတဲ့ယထာထိန်းပေါ့ကျိုးတော်ကင်သွားတယ်မထိန်းနိုင်ဘူးဆိုရင်တော့ယထာထိန်းလို့တော့ပြောလို့ရမှာမဟုတ်နော်ကားမောင်းနေတဲ့ဒရိုင်ဘာလို့တော့ပြောလို့ရမှာမဟုတ်စီရတိုင်းကင်တဲ့ရုံနဲ့ဒရိုင်ဘာမဟုတ်ဒီကားကိုကောင်းကောင်းထိန်းနိုင်မှာအချိန်မြင့်မြင့်နဲ့ပြေးနေတဲ့အချိန်မှာကောင်းကောင်းထိန်းနိုင်တော့ဒရိုင်ဘာကောင်းတစ်ယောက်ပေါ့ဟုတ်ရဲ့လားအဲ့ဒါလိုပဲဒကာဓမ္မတို့ဦးဇင်းတို့ဘဝမှာဒေါသဖြစ်เสียရဆိုတဲ့အခြေအနေဇိုးတွေကတော့အမြဲတမ်းလိုတွေ့ရမှာပဲ
ဟာသူတို့ကဆိုးလို့တပြည့်တော့ဒေါသဖြစ်ရတာလို့အကြောင်းမပြနဲ့ဟောဦးဇင်းတို့မစိုးရင်ရှင်တော်ဘုရားကြီးသူ့ရဲ့တပည့်ဘုန်းကြီးလူတွေတယောက်သူကအင်မတန်လဲညံကောင်းပါတယ်စိတ်ကောင်းနှလုံးကောင်းလည်းရှိတယ်ဒါပေမဲ့ဒေါသကအင်မတန်ကြီးတယ်အမြဲတမ်းသူကမြင်ရတယ်ခုံရတယ်ရံဖြစ်ရတယ်အဲ့တော့ဆရာတော်ကြီးကသူ့တပည့်နဲ့တွေ့တော့မင်းအမြဲတမ်းရံဖြစ်တယ်လို့ကြားတယ်ရှင်ဗျာတဲ့လူတွေကမဟုတ်တော့တပည့်တော်လည်းပြောမိတာပဲပေါ့လူတွေကမဟုတ်တော့တပည့်တော်ပြောမိတာပဲပေါ့အဲ့တော့ဆရာတော်ကြီးကဘာပြောဆိုမဟုတ်လို့သာရံဖြစ်မယ်ဆိုရင်တော့မင်းတစ်သက်လုံးရံဖြစ်နေုံရှိတော့တာပဲတဲ့ဘာဖြစ်လို့ဆိုလောကကြီးကဟုတ်တဲ့လောကကြီးမှာမဟုတ်ပဲကိုတဲ့တော့ပေါ့လားဒေါသဖြစ်เสียရာကြုံတိုင်းသာဒေါသဖြစ်မယ်ဆိုရင်ဒေါသဖြစ်ရင်လည်းတည်သွားဖို့ပဲရှိတယ်ဒေါသဖြစ်เสียရာကြုံနေတဲ့အထက်ကဒေါသမဖြစ်အောင်ထိမ့်သိမ့်နိုင်မှကိုယ့်ရဲ့ကြိုးစားမှုပေါ်မှာပေါ့ဒေါသဖြစ်เสียရာကြုံလို့ဒေါသဖြစ်လိုက်တယ်ဒေါသဖြစ်เสียရာမကြုံတဲ့အချိန်မှာပဲဒေါသကမဖြစ်ဘူးဆိုတော့ကိုယ်အစွမ်းဘာမှမရှိဘူးဟုတ်တယ်မဟုတ်လားဒါကြောင့်မြတ်စွာဘုရားကဒေါသဖြစ်เสียရာနဲ့ကြုံလာရင်ဒေါသမဖြစ်အောင်ထိန်းနိုင်ရမယ်ဒေါသဆိုတာအင်မတန်ကြီးကျယ်တဲ့အမှားတွေကိုလွန်ကျူးပြီးတော့နောင်တတွေနဲ့အဆုံးသတ်ရတတ်တယ်ဟုတ်ရဲ့လားအေးဘုရားလောင်းကတော့ဒီမှာပြောတယ်နော်ဒေါသဖြစ်လာရင်စကားတွေကြမ်းလိမ့်မယ်အာမရဘူးဆိုရင်ဆွဲကန်လာလိမ့်မယ်အာမရဘူးဆိုရင်လက်ပြီးရင်ဒုတ်ပြီးရင်ဓာလက်နဲ့ဒီကြမှာဆုံးသွားတယ်ဒါကြောင့်မို့လို့အဲ့လိုအပြစ်တွေများတဲ့အတွက်ကြောင့်တတ္တမဒေါသနာရောစေတဲ့အဲ့ဒီဒေါသကငါမကြိုက်ဘူးတဲ့ဘုရားလောင်းကဘယ်နှချက်ရှိပြီတော့နှစ်ချက်ရှိပြီနော်အမျက်ရဲ့ဒေါသရဲ့နောက်တတိယပြောမှာကလောဘရဲ့အပြစ်လောဘရဲ့အပြစ်ကိုကြတော့ဘုရားလောင်းကဘယ်လိုပြောလဲဆိုတော့အာလောပတာဟတာကာရဏိဂတိဝိသနာနိသဒိဋ္ဌံဒီလောဘဓမေတုတတ္တမလောဘနာရောစေတရားမင်းတဲ့ဟောဒီလောကကြီးမှာအာလောပတာဟတာကာရလက်နဲ့အာကိုပြီးတော့တယောက်ကိုတယောက်ရက်ရက်ဆက်ဆက်နှိပ်စက်ညှင်းဆဲတက်ဖြတ်နေကြတာဒီအဲ့ဒါလောဘရှိတဲ့ပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာပဲတွေ့ရတယ်နိဂတိဝိသနာနိစ္စအတုကိုပြပြီးတော့လှည့်စားကောက်ကျစ်နေကြတာဒီအဲ့ဒါလောဘရှိတဲ့ပုဂ္ဂိုလ်တွေမှာပဲတွေ့ရတယ်တဲ့ဒါကြောင့်အဲ့ဒီလောဘကိုငါမကြိုက်ဘူးတဲ့ပိဋကရဲ့လောဘရဲ့အပြစ်ကိုအကြီးဆုံးတွေကိုရွေးပြောတယ်ဘုရားလောင်းကနှစ်မျိုးတည်းပြောတယ်နော်ရက်စက်မှုနဲ့ကောက်ကျစ်မှုဟုတ်လားခုလူသားတွေတဦးကိုတဦးတစ်ဖွဲ့ကိုတစ်ဖွဲ့တနိုင်ငံကိုတနိုင်ငံရက်စက်နေကြတာတွေမရှိဘူးလားနော်အင်မတန်ကြောက်စရာကောင်းအောင်ရက်စက်နေကြတာတပ်ဖြတ်နေကြတာညှင်းဆဲနေကြတာအဲ့ဒါဘာကြောင့်လုပ်တာလဲတစုံတစ်ခုသောရလိုမှုဖြစ်လိုမှုကိုအကြောင်းပြုပြီးတော့လုပ်တာပေါ့ဟုတ်ရဲ့လားနော်ဒါကြောင့်အာလောပတဟတာကာရလက်နဲ့အာကိုပြီးတော့တချို့တပ်ဖြတ်ဖြစ်လိုက်တယ်ရက်စက်ပြစ်လိုက်တယ်ကိုချင်းမစားပဲနဲ့ကြားဘူးတယ်နော်တခါကြီးမိုင်မြနောက်ပစ္စည်းဥစ္စာတွေဟူသောအကြောင်းကြောင့်ဟောတအိမ်လုံးကိုတပ်ပြစ်လိုက်တယ်နောက်တစ်ဖွဲ့လုံးကိုတပ်ပြစ်လိုက်တယ်ဘာလို့ဘာဖြစ်လို့တော့ရလိုမှုဖြစ်လိုမှုတစ်ခုကိုအကြောင်းပြုပြီးတော့လုပ်ကြတာဟုတ်ရဲ့လားပိဋကပေါင်းတော်ကောင်းတို့ဘုရားလောင်းကအင်မတန်ခင်မိတယ်လို့ထင်တယ်နိဂတိဝိသနာနိစ္စတဲ့အတုကိုပြပြီးတော့လှည့်စားကောက်ကျစ်နေကြတာတွေပဲလောဘကြောင့်ပါတဲ့ဒီခေတ်ကအတုတွေကများဘူးလားများတယ်နော်ဘယ်ဟာကအစစ်မှန်ကိုတချို့ခွဲလို့မရဘူးဦးဇင်းကခါလေးစဉ်းစားကြည့်တယ်နောက်တစ်ချိန်ကျရင်လူတွေများတောင်အတုတွေပေါ်လာမလားမသိဘူးအတုတွေဟာအင်မတန်ကြောက်စရာကောင်းတယ်ဆိုကြပါစို့ဦးဇင်းတို့လက်လက်မိတာလေးအစာအာဟာရအတုဆိုရင်လူသားတွေအတွက်ကြောက်စရာမကောင်းဘူးလားကောင်းတာပေါ့ဒါပေမဲ့အဲ့ဒီအတုတွေနော်လှည့်စားပြီးတော့လောက်ကြံပြီးတော့ဘယ်သူတွေဘလို့စားလို့ဘလို့တွေဒုက္ခရောက်ရောက်ဘယ်သူသေးသေးငတိမာပြီးရောဆိုပြီးတော့အင်မတန်နှိမ့်ချတဲ့စိတ်ဓာတ်တွေဥသိပြီးတော့လောက်ကြတာလောဘကြောင့်ဟုတ်တယ်မဟုတ်လားကြောက်စရာကောင်းတယ်နော်စာတော်တွေပါတွေတဲ့ပိဋကပေါင်းသူတော်ကောင်းတို့ဦးဇင်းတို့တဲ့ဘုဒ္ဓပို့ရှိပါတယ်ဟုတ်လားအစဟောင်းတွေကစီတွေတောင်ထုတ်ပြီးတော့စီတွေတင်သွင်းတယ်ဆိုတာတောင်ကြားလိုက်ရသေးတယ်ရေမြောင်းဘုတ်တွေထဲကနေပြီးတော့စီတွေထုတ်တာတဲ့နော်အတုကိုပြပြီးတော့လှည့်စားကြတာကောက်ကြည့်ကြတာအဲ့ဒီအတုထဲမှာနောက်ထပ်ကြောက်စရာကောင်းတာကတော့ဆေးဝါးအတုဆိုရင်တော်တော်ကြောက်စရာကောင်းပဲကိုကပြောက်မဲ့ထင်ပြီးတော့တောက်လိုက်ကြရော
ပြီးရင်ယောဂကျွမ်းပြီးတော့တည်ဖို့ပဲရှိတယ်ဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့ဘုရားလောင်းပြောထားတယ်ရက်စက်မှုတွေကောင်းကျင့်မှုတွေဆိုတာလောဘကိုအခြေခံပြီးတော့ဖြစ်တာတဲ့ဒါကြောင့်ငါမကြိုက်ဘူးတဲ့ဘုရားလောင်းကနော်ကြားထဲမှာအပြစ်အသေးလေးတွေအများကြီးရှိသေးတယ်အဲ့ဒါကိုသူမပြောတော့ဘူးဟုတ်ရလားအေကန်းကုံအောင်ဆိုးတာတွေကိုပဲသူမိမောင်းထိုးပြသွားတယ်ဘုရားလောင်းကဟုတ်ရလားဒီလောဘကြောင့်ပဲတရားဓမ္မတို့ဦးဇင်းတို့လောကကြီးမှာမြင်နေရတယ်တွေ့နေရတယ်မမြင်တဲ့နာတွေမကြားတဲ့နာတွေမကြားဝတ်မနာတာတွေမိဘနဲ့သားသမီးအမှုရင်ဆိုင်ပြီးတော့တယောက်မျက်နှာတယောက်မကြည့်ချင်တော့အောင်မုန်းပြီးတော့ရန်သူတပွဲတွေဖြစ်သွားကြတာဘာကိုအခြေခံပြီးတော့ဖြစ်တာဒီလောဘကိုအခြေခံဖြစ်တာတူတုံစင်းမောင်နှမအရင်ဖြစ်တော်လည်းပဲဒီရလုံမှုတစ်ခုအတွက်နဲ့ရန်သူတွေလိုမုန်းသွားကြတာလေဒီလောဘကြောင့်ပဲဒီလောဘဆိုတာကိုပြောရင်ဦးဇင်းကဘာကိုအမှတ်ရတော့ဆိုတော့ဦးဇင်းကရွာမှာအချိန်ကြာကြီးနေခဲ့တယ်ဦးဇင်းရွာမှာနေခဲ့တဲ့အကြောင်းကခွေးတွေကအကောင်40လောက်ရှိတာဘယ်တော့မှခွေးတွေကြီးပွားတိုးတက်တာကိုမထိန်ချုပ်ဘူးဘုန်းကြီးကလည်းသဘောကောင်းတယ်သိလားခွေးတွေကမမွေးခြင်းတို့မွေးပြီးတော့များခြင်းတို့များနေတာပဲအဲ့ဒါနေတာပဲအဲ့ချို့ခွေးတွေဆိုတော်တော်ချစ်စရာကောင်းတယ်တော်တော်လည်းနားလေတယ်ထားပါတော့ပြောချင်တာကဘာလဲဆိုတော့ဘလောက်ပဲချစ်တဲ့ခွေးပဲဖြစ်ဖြစ်ဟောအစကတော့တကောင်နဲ့တကောင်ဟောလုံးထွေဆော့ကစားပြီးတော့တကောင်ရက်ပြီးတော့ရင်းနှီးနေနေတာပဲအဲ့ဒီအချိန်မှာသမင်းကလေးတစ်ခဲလောက်သာပြစ်ချကြည့်လိုက်စောစောကကြည်နူးနေတာတွေရွှင်မြူးနေတာတွေဘာမှမရှိတော့ဘူးတခါတည်းသွားဖြီးပြီးတော့တကောင်နဲ့တကောင်ပါဖြစ်သွားတော့မန်းဖြီးပြီးတော့ရန်သူတန်းဖြစ်သွားတယ်ကြောက်စရာမကောင်းဘူးလားဘာကိုအခြေခံထားတာတော့လောဘကိုအခြေခံထားတာလူနဲ့ခွေးနဲ့လည်းလူနဲ့ခွေးနဲ့လို့ကြွာတာပဲရှိတယ်သဘောတရားချင်းကသိထူးသလားမထူးဟုတ်ရဲ့လားဒါကြောင့်ဘုရားလောင်းကဒီမှာပြောနေတာရလုံမှုကိုအကြောင်းပြုပြီးတော့ရေရေဆက်ဆက်တပ်ဖြတ်နေကြတယ်ရလုံမှုကိုပဲအကြောင်းပြုပြီးတော့လိန်ညာလှည့်စားကောက်ကျစ်နေကြတယ်ဒါတွေဟာလောဘရှိတဲ့ပုဂ္ဂိုလ်မှာတွေ့ရတယ်တဲ့ဒါကြောင့်ဒီလောဘကိုငါမကြိုက်ဘူးတဲ့ဘုရားလောင်းကဘယ်နှခုရှိသွားပြီတော့၃ခုရှိသွားပြီနော်နောက်စတုထချစ်ချင်းရဲ့အဖြစ်အဲ့ဒါကိုတော့ဘုရားလောင်းကအများကြီးမပြောဘူးထိထိရောက်ရောက်တစ်ခုတည်းကိုပဲပြောတယ်တဏိဟသင်္ကတိတာခန္ဓာသင်တိမနောမေယပုထုတေဘုဒ္ဓဥပါဒပိဏိတတမတဏိဟနာရောစေတရားမယ်တဲ့ဟောဒီလောကကြီးမှာတတ္တဝါတွေဟာအာယုံမျိုးမျိုးကိုတွေ့ကြုံပြီးတော့ချစ်ချင်းဆိုတဲ့နှောင်ဖွဲ့နဲ့ရစ်ပတ်လုံးထွေးပြီးတော့နှောင်ဖွဲ့နေကြတာပဲတဲ့အဲ့ဒါလိုချစ်ချင်းဆိုတဲ့တရားနဲ့ရစ်ပတ်နှောင်ဖွဲ့နေကြတဲ့အတွက်ကြောင့်ဒီတတ္တဝါတွေကဘာဖြစ်နေလဲဆိုတော့တေဘုဒ္ဓဥပါဒပိဏိအဲ့ဒီချစ်ချင်းဆိုတဲ့တရားကအဲ့ဒီတတ္တဝါတွေကိုပြင်းပြင်းထန်ထန်ပူလောင်စေတယ်တဲ့ပိဋကချစ်ချင်းဒီတတ္တဝါကိုပူလောင်စေတယ်လို့ရိုးရိုးမပြောဘူးရှင်နာကဘုဒ္ဓပြင်းပြင်းထန်ထန်ဆိုတဲ့စကားလေးပါထည့်ပြောထားတယ်နော်ချစ်ချင်းသည်ပြင်းပြင်းထန်ထန်တတ္တဝါကိုပူလောင်စေတယ်ဦးဇင်းတို့အင်္ဂုတ္တပါဠိတော်မှာဥမာလေးနဲ့ဘုရားကဟောတယ်စားတော့အပ်သောအစာဟာရသည်မုတ်ချခြင်းကြီးကျင်ငယ်ကိုဖြစ်စေတကဲ့သို့ပေးတဲ့ဥပမာကနော်ချစ်ခင်မြတ်နိုးမှုသည်သေချာပေါက်စိုးရင်ရင်ပူလောင်ခြင်းကိုဖြစ်စေလိမ့်မယ်အဲ့ဒါချစ်ခင်မှုမြတ်နိုးမှုကြီးရင်ကြီးသလောက်ပူလောင်မှုစိုးရင်မှုကြီးကြရတာပဲချစ်ခင်မှုမြတ်နိုးမှုကိုလျှော့ရင်လျှော့နိုင်သလောက်ပူလောင်မှုစိုးရင်မှုလျော့သွားတာပဲဒါကဘယ်သူကမှဒီပူလောင်ခြင်းစိုးရင်ခြင်းကိုဖန်တီးတာမဟုတ်ဘူးအဲ့ဒီချစ်ခင်ခြင်းကပဲဖန်တီးတာဆိုကြပါစို့မိဘတွေသားသမီးတွေပေါ်မှာချစ်ကြတယ်ချစ်တဲ့နေရာမှာတယောက်နဲ့တယောက်ချစ်ပုံချင်းအကြီးအသေးနဲ့ဆိုင်ပုံအတိတ်အနက်ကတော့မတူနိုင်ဘူးဟုတ်လားတချို့မိဘတွေကတကယ်ကိုဆွဲဆွဲလန်းလန်းစူးစူးနစ်နစ်တန်ရုံးစင်အကြီးကြီးနဲ့ချစ်ကြတာအဲ့တော့ဘာဖြစ်တော့အများကြီးပူရတာပေါ့ဟုတ်ရဲ့လားချိန်တယ်လို့ကိုသားသမီးကပြန်မလာဘူးဆိုရင်မိဘတွေကအိတ်လို့ရသလားမရဘူးသားတွေသမီးတွေကဆိုင်ကယ်နဲ့မြန်ထွက်သွားတယ်ဆိုရင်တော့ပူဆိုးမှာပေါ့ပြန်မလာမချင်းဘာတွေပဲတွေးမလို့စေယုံမြန်ရောက်သွားပြီလားလမ်းပေါ်မြန်ဘယ်သူကမြန်တိုက်ထားခဲ့ပြီလေအဆုံးစွန်ထိတွေးကြမယ်လို့ထင်တယ်မပူလောင်ရဘူးလားပူလောင်တာပေါ့ဒါကြောင့်ဦးဇင်းတို့ဘေးသဘောတော်ကောင်းတို့တရားကအချိန်ကစေတော့မှတရားကမဆုံးသေးဘူးဖြစ်နေတယ်ဟုတ်လားဒီချစ်ချင်းကြောင့်ဒုက္ခဖြစ်တယ်ဆိုတာကိုကောင်းကောင်းလေ့လာခြင်းတယ်ဆိုလို့ရှိရင်ဦးဇင်းတို့မေဇိမနိကေမှာ
ပိယဇာတိကသုတ်တံဆိုတာရှိတယ်သိလားပိယဇာတိကသုတ်တံနဲ့ချစ်ချင်းကြောင့်ဖြစ်ပေါ်လာတဲ့ဘေးအန္တရာယ်တွေပူလောင်မှုတွေအကြောင်းကိုမြတ်စွာဘုရားဟောတာလားအင်မတန်ကောင်းတယ်ချစ်ချင်းနဲ့မကင်းနိုင်ကြတဲ့တရားဓမ္မတို့ဦးဇင်းတို့တွေအတွက်ဟုတ်ရဲ့လားချစ်ချင်းကိုမလျှော့နိုင်တဲ့မြတ်ပူလောင်ခြင်းဟာရော့သွားမှာမဟုတ်ဟုတ်ရဲ့လားအေးခက်တာကလူတွေကပူရမှာသာကြောက်တာချစ်ရမှာကိုကြတော့မကြောက်ဘူးဟုတ်ရဲ့လားမကြောက်တော့သူ့အကြောင်းနဲ့သူ့အကျိုးမရဘူးလားရတာပေါ့ဒါကြောင့်ဘုရားလောင်းကချစ်ချင်းကိုသူမကြိုက်ဘူးတဲ့ပြင်းစွာပူလောင်စေလို့တဲ့ဒီချစ်ချင်းဆိုတဲ့တရားကိုပြောတိုင်းဦးဇင်းကပုံမြင်လေးတစ်ပုဒ်ကိုထည့်ထည့်ပြောတဲ့သဘောရှိတယ်အဲ့ဒီပုံမြင်လေးကဦးဇင်းတို့ပင်လယ်ကမ်းစပ်မှာအုံးပင်တွေပေါက်နေတာရှိတယ်ပေါ့အဲ့ဒါအုံးပင်တစ်ပင်ပေါ်မှာရှင့်ဘုံနဲ့ရှင့်မအတူတူနေကြတာလေအဲ့ဒါလိုနေရင်းနဲ့ဒီနေ့တော့ရှင့်မလေးကအုံးပင်ပေါ်ကဆင်းပြီးတော့ပင်လယ်ရေကိုဆင်းတော့အဲ့ဒီချိန်မှာပဲပင်လယ်ရေလှိုင်းလုံးကြီးတက်လာပြီးတော့ရှင့်မလေးကိုဆွဲနှစ်သွားတာပင်လယ်ရေထဲမှာပဲအသက်ပြောက်တာပေါ့အဲ့ဒါပြန်ငိန်တိုင်လို့ပြန်မလာတော့ရှင့်ဘုံလေးကမနေနိုင်မထိုင်နိုင်ဖြစ်တယ်အဲ့ဒါနဲ့အုံးပင်ပေါ်ကနေဆင်းလာပြီးတော့တဲတောင်ပြင်ရှောင်းရှင့်မလေးသွားတဲ့ခြေရာနောက်လိုက်သွားတာပင်လယ်ထဲဆင်းသွားတယ်ဆင်းသွားတဲ့ခြေရာပဲတွေ့ရတယ်ပြန်တက်လာတဲ့ခြေရာမတွေ့ရအဲ့ဒါကိုထောက်တော့အဖြစ်ငါရှင့်မလေးဟာဟောဒီသမုဒ္ဒရာပင်လယ်ထဲမှာရှိနေတယ်အဲ့တော့သူကဒီရှင့်မလေးနဲ့အင်မတန်တွေ့ချင်တယ်ပေါ့ရှင့်မလေးပေါ်မှာထားတဲ့တန်ရောတင်ကြောင့်သူဘလို့မှမနေနိုင်အောင်ပူလောင်နေပေါ့အဲ့တော့ဘာလုပ်လဲဆိုတော့ဒီရှင့်မလေးနဲ့တွေ့ဖို့ဆိုပြီးတော့သူဘာလုပ်လဲဆိုတော့ပင်လယ်ရေထဲဆင်းအမီးကိုပင်လယ်ရေထဲစိမ့်ပြီးတော့ကမ်းပေါ်တက်ပြီးတော့ဇက်နဲ့ခါတယ်ပြီးရင်ပြန်ဆင်းအမီးကိုပင်လယ်ရေထဲစိမ့်ကမ်းပေါ်ပြန်တက်ဇက်နဲ့ခါတယ်ဘာလုပ်နေတာတော့ဆိုတော့ပင်လယ်ရေတွေခမ်းအောင်လုပ်နေတာတဲ့ဒီလားပင်လယ်ရေခမ်းမှသူ့ရှင့်မလေးနဲ့တွေ့ရမှာကိုအဲ့ဒါကိုကမ်းဆောင်နှက်ကမြင်တော့ဒီရှင်ကလေးတော်တော်ပင်ပန်းနေရှာတယ်ချစ်ချင်းကြောင့်သူကသာချစ်ချင်းကြောင့်အပြင်းထန်ပူလောင်နေတာသူရှင့်မလေးကတော့သမုဒ္ဒရာဆောင်နတ်မင်းကြီးရဲ့နတ်မိဖုရားလေးဖြစ်နေလို့အစဉ်ပြေးနေပြီဒါသူမသိရှာအဲ့ဒါကိုသာငါတကယ်လို့ပြနိုင်မယ်ဆိုရင်သူချစ်ချင်းတွေရော့ပြီးတော့တော်တော်သက်သာမယ်ဆိုပြီးတော့ကမ်းဆောင်နှက်ကကိုထင်ပြပြီးတော့ဟဲ့ကောင်မင်းဘာလုပ်တာလဲဟာကျုပ်ရှင့်မလေးနဲ့တွေ့ဖို့အတွက်ပင်လေရီတွေခန်းအောင်ကြိုးစားနေတာမဖြစ်နိုင်ဘူးနော်မင်းကတော့မဖြစ်နိုင်တာတွေလုပ်ပြီးတော့ကိုနှိပ်စက်ပင်ပန်းနေတာမင်းရှင့်မလေးကသမုဒ္ဒရာဆောင်နတ်မင်းကြီးရဲ့နတ်မိဖုရားဖြစ်ပြီးတော့ဟိုမှာပြောနေပြီမယုံတော့ကိုင်းကြည့်ဆိုပြီးတော့မြင်အောင်ဖန်ဆင်းပြတယ်အဲ့တော့သူကြည့်တယ်ဟုတ်သားပါလားငါကသာဒီမှာပင်ပန်းနေတာသူကတော့ဟိုလိုဖြစ်နေတယ်ဟုတ်လားအဲ့ဒါနဲ့ရှင်ကလေးကချစ်ချင်းဆိုတဲ့နေရာမှာမုံရင်းကတောက်လျှောက်အစားထိုးတယ်ပိဋကရေဘုရားတို့ဒီချစ်ချင်းနဲ့မုံရင်းဆိုတာကအင်မတန်နေတယ်ဘာမှအဝေးကြီးမဟုတ်ဘူးဘာဖြစ်လို့လဲဆိုတော့မေတ္တာနဲ့ချစ်ကြတာမဟုတ်ဘူးဟုတ်ရဲ့လားချစ်ချင်းမုံရင်းဆိုတာကကိုယ့်ရဲ့အလိုဆန္ဒပေါ်မှာမူတည်ပြီးတော့ဖြစ်တာတဲ့ပြောရရင်တော့ကိုယ့်အလိုပြည့်ရင်ချစ်တယ်ကိုယ်အလိုမပြည့်ဘူးဆိုရင်မုန်းတယ်ဒါပဲဒါဦးဇင်းတို့တက္ကပညာသုတ်တံမှာတရားမဲလို့မြတ်စွာဘုရားဖြေထားတာရှိတယ်နော်ကိုယ်အလိုပြည့်ရင်ချစ်တာပဲကိုယ်အလိုမပြည့်ရင်မချစ်ဘူးပဲအဲ့တော့ချစ်တယ်မုန်းတယ်ဆိုတာကသူ့ပေါ်မှာမူတည်တာလားကိုယ့်ရဲ့အလိုဆန္ဒပေါ်မှာမူတည်တာလားကိုယ့်ရဲ့အလိုဆန္ဒပေါ်မှာမူတည်တာချစ်ခြင်းနဲ့မုန်းခြင်းဆိုတာအင်မတန်ကြီးတယ်အန္တရာယ်အင်မတန်ကြီးတယ်ဟိုမိဘတွေသားသမီးပေါ်မှာအင်မတန်ချစ်ကြပါတယ်အင်မတန်ချစ်ကြပါတယ်ဆိုတဲ့မိဘတွေတောင်မှကိုယ့်အလိုဆန္ဒမပြည့်ရင်သားသမီးတွေကိုမုန်းဖို့ဝင်မလေးဘူးဒါကြောင့်သတင်းသားတွေထဲမှာအမွေပြတ်ဆိုတာမပါဘူးလားပါတော့အောင်သားတွေကဗာလေးတောင်ထည့်ထားတယ်မင်းမြန်းစုံစမ်းခြင်းသိခံပါသူ့အကြောင်းကိုပြောချင်တော့ဘူးပေါ့ဆိုလိုတဲ့အိဗေကဟုတ်ရဲ့လားဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့ချစ်ချင်းဆိုတာမုန်းခြင်းဖြစ်ဖို့အင်မတန်တည်းစဉ်းစားကြည့်နော်ကိုနဲ့ဘာမှမဆိုင်တဲ့သူကကိုမကြိုက်တာလို့ရင်စိတ်ထဲမှာဘလို့မှသိမခံစားရဘူးကိုချစ်တဲ့သူကိုကချစ်ရတဲ့သူကကိုမကြိုက်တာလို့ရင်အကြီးအကျယ်ပေါက်ပွဲမဖြစ်တာတော့မုန်းတာပေါ့ဟုတ်ရဲ့လားခုရှင်ကလေးကဘာဖြစ်ပြီတော့ချစ်ချင်းကနေမုန်းခြင်းကိုပြောင်းတယ်မုန်းခြင်းပြောင်းရင်သက်သာသွားလိမ့်မယ်လို့ကန်းဆောင်နှက်ကထင်တာသူအတွက်မှားတယ်မသက်သာဘူးဘာလို့လဲဆိုတော့ပင်လယ်ကန်းစားပေါ်တဲ့သဲကလေးတွေကိုလက်နဲ့ကုတ်ပြီးတော့ပင်လယ်ရေထဲပြစ်ချဟုတ်လားပြီးရင်ပြန်တဲ့သဲကိုလက်နဲ့ကုတ်ပင်လယ်ရေထဲပြစ်ချအဲ့တော့ဟာကောင်မင်းဘာဖြစ်ရပြန်တာတော့ကန်းဆောင်နှက်ကထ
ဒင်းတို့ကိုမမြင်နိုင်ဘူးတဲ့ဒါကြောင့်ပင်လေကြီးတွေခန့်အောင်သဲတွေနဲ့ဖုံးပြစ်မယ်တဲ့ဟုတ်လားသဲတွေနဲ့ဖုံးပါလေဟုတ်ရဲ့လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့ဒါပုံမြင်မှာဟုတ်ရဲ့လားဒါပေမဲ့တတ္တဝါတွေကချစ်ချင်းမုန်းချင်းကြောင့်ပင်ပန်းနေကြတယ်ဆိုတာကိုတော့မိမောင်းထိုးပြနိုင်တယ်လို့ထင်တယ်ဒကာဓမ္မတို့ဦးဇင်းတို့တွေလည်းပဲဒီရှင်ကလေးလိုပင်လေကြီးခန့်အောင်တော့မကြိုးစားဘူးပေါ့သို့တော်လည်းပဲနေ့တူဝါကိုပင်ပန်းနေတာတွေဟာချစ်ချင်းကခိုင်းစေလို့တော်၎င်းသို့မဟုတ်မုန်းချင်းကခိုင်းစေလို့တော်၎င်းလုပ်နေရတဲ့အလုပ်တွေကြီးပဲမဟုတ်လားဟုတ်တယ်နော်ဒါကြောင့်ချစ်ချင်းသည်ပြင်းစွာပူလောင်စေတယ်ထိုနည်းတူစွာပဲမုန်းချင်းကလည်းမတတ်မသာဖြစ်စေတယ်ဒါကြောင့်ဘုရားလောင်းကချစ်ချင်းကိုပါတယ်တော့မကြိုက်ဘူးတဲ့ဘယ်နှမျိုးရှိပြီတော့၄မျိုးတရားကမဆုံးသေးဘူးဗျဟုတ်လားဘုရားလောင်းကဒီနေရာမှာသူက6မျိုးရချင်တာပြောလိုက်မယ်တရားမင်းကမပေးနိုင်ပဲနဲ့တောင်းမှလို့ဆက်ဆက်ပြောလို့တရားကရှည်သွားတာဟုတ်လားဒီ၄မျိုးကိုဘုရားလောင်းတောင်းတယ်တရားမင်းပေးနိုင်ဘူးဒါပေမဲ့ဘုရားလောင်းရှင်းပြတဲ့ဒီအပြစ်တွေကိုလည်းအင်မတန်သူသဘောကျတယ်သဘောကျပြီးရင်ကြနေတော့ရှင်တရားမင်းကရှင်ရသေးတဲ့နောက်ထပ်လိုချင်တာရချင်တာပြောပါသူဖန်တီးပေးပါမယ်ပေါ့အဲ့ဒီတော့မှ၅ခုမြောက်ဘုရားလောင်းကဘာဆက်ပြီးတော့ပြောလဲဆိုတော့ဝရင်စီမေတောတက္ကတပ္ပဗုဒ္ဓနာမိတရာတရေညေမေဝိဟရတောနေသံဧကဝိဟာရိနောအာဘာရမေဥပ္ပေစေယုံအန္တရာယကရဗုဒ္ဓတရားမယ်တဲ့ငါကိုမျက်နှိုးတော့ငါဖြစ်ချင်တာဖန်တီးပေးမယ်ဆိုလို့ရှိရင်တောထဲမှာတယောက်တည်းနေရတဲ့ငါမှာတကယ်လို့ကျမ်းမာရေးဖောက်ပြန်လာပြီဆိုရင်ပြည့်စုံမဲ့လူလည်းမရှိဆေးကုမဲ့လူလည်းမရှိဟုတ်လားတယောက်တည်းပေါ့အကျင့်မြတ်ရဲ့အန္တရာယ်ကိုပြုတ်တတ်တဲ့အတွက်ကြောင့်အဲ့ဒီကျမ်းမာရေးမကောင်းခြင်းဆိုတာကြီးကိုငါမကြိုက်ဘူးတဲ့ဒါကြောင့်ကျမ်းမာရေးကောင်းအောင်လုပ်ပေးနိုင်မယ်ဆိုရင်တော့လုပ်ပေးပါကျမ်းမာရေးကောင်းကျင်တာတောင်မှအန္တရာယကရာဘုဒ္ဓဆိုတဲ့စကားလေးကိုထည့်ပြောတယ်အကျင့်မြတ်ရဲ့အန္တရာယ်ကိုပြုတ်တက်လို့ပိဿတို့စဉ်းစားတော့ကျမ်းမာရေးမကောင်းရင်တရားအလုပ်ကိုစောင့်ချပြီးတော့မလုံးနိုင်ဘူးဆိုတဲ့အဓိပ္ပာယ်ကျမ်းမာရေးကောင်းနေတော့လှုပ်လို့ရတော့လေးမှလှုပ်လိုက်ဖို့ဆိုတဲ့အဓိပ္ပာယ်ကိုမသိရဘူးလားသိရောက်တယ်အဲ့ဒီစုကိုတောင်းတော့တရားမင်းကအဲ့ဒါလည်းပေးမယ်လို့မပြောဘူးမပေးဘူးလို့မပြောဘူးထပ်ပြီးတော့တောင်းပါအောင်လို့သာဆက်ပြောပြန်တယ်ဧတာသမိတိသူလည်းပိတိပတိရူပိသူပါတိတိဝရံပြမနတေရံပိယံကိဉ္စီမနသိစတိထပ်ပြီးတော့ပြောပါဖြစ်ချင်တာကိုပြောပါအဲ့ဒီတော့မှ6ခုမြောက်နဲ့နောက်ဆုံးစုနောက်ဆုံးဖြစ်ချင်တာလေးကိုပြောတယ်အဲ့ဒါလေးကတော့တော်တော်ကြီးစင်နည်းစရာကောင်းတယ်ဦးဇင်းတို့လည်းအင်မတန်သဘောကျတယ်သူတော်ကောင်းတို့ရဲ့စိတ်နေသဘောထားကိုလည်းပြည့်ဝစွာဖော်ပြရရောက်တယ်လို့ထင်တယ်နောက်ဆုံးတောင်းလိုက်တဲ့စုအဲ့ဒီနောက်ဆုံးတောင်းတဲ့စုကဘာတုံးဆိုတော့ဝရင်စီမေတောတက္ကတပ္ပဗုဒ္ဓနာမိတရာနာမနောဝါသရိရာဝမင်္ဂတိတက္ကကတ္တစိကရာစီဥပဟိညေထဧတံတက္ကဝရံဝရီတရားမယ်သင်္ကန်းငါကိုမျက်နှိုးလို့ဖြစ်ချင်တာရချင်တာကိုဖြစ်အောင်ရအောင်လုပ်ပေးမယ်ဆိုလို့ရှိရင်နောက်ဆုံးကတောင်းချင်ပါရဲ့အဲ့ဒါကဘာလဲဆိုတော့ငါဒီဟုသောအကြောင်းကြောင့်ဘယ်လိုပုဂ္ဂိုလ်မှဘယ်အချိန်မှစိတ်ရောကိုယ်ရောမဆင်းရဲကြပါစေနဲ့မပူလောင်ကြပါစေနဲ့တဲ့တူတူပြောရရင်ငါကြောင့်သူတစ်ပါးမဆင်းရဲကြပါစေနဲ့လို့ပြောတာပြီးတဲ့ဒီစိတ်ဓာတ်လေးမမွန်မြတ်ဘူးလားကိုယ်ကြောင့်တပါးသောတတ္တဝါတွေဆင်းရဲပင်ပန်းသွားတာကိုမလိုလားဒါသူတော်ကောင်းတို့ရဲ့စိတ်ဓာတ်ပဲဟုတ်ရဲ့လားလူသားတိုင်းသာအဲ့ဒါလို့ကိုယ်ကြောင့်သူများမဆင်းရဲပါစေနဲ့ဆိုတဲ့စိတ်ဓာတ်မျိုးရှိမယ်ဆိုရင်လောကလူသားတွေဘလောက်မြန်အေးချမ်းလိုက်မလဲငြိမ်းချမ်းလိုက်မလဲတာယာလိုက်မလဲဒါဥစဉ်ကစိတ်ကူးယဉ်ကြည့်တာပါဘယ်လိုမှမဖြစ်နိုင်ပါဘူးဟုတ်ရဲ့လားလူတိုင်းအဲ့ဒီလိုစိတ်ဓာတ်မျိုးရှိဖို့ဆိုတာမဖြစ်နိုင်ပါဘူးဟုတ်ရဲ့လားသို့တော့မဖြစ်နိုင်တော့အောင်ခက်ခဲတဲ့အဲ့ဒီအရာကိုပဲကိုကတော့ဖြစ်အောင်လုပ်မယ်ဆိုရင်ကောမဖြစ်နိုင်ဘူးလားဖြစ်နိုင်တာပေါ့ကိုဖြစ်ရင်ကိုသူတော်ကောင်းစိတ်ဓာတ်နဲ့ပြည့်စုံတယ်လို့ဆိုရမှာပဲဟုတ်ရဲ့လားဒါကြောင့်ကိုကြောင့်သူတစ်ပါးစိတ်ဆင်းရဲမှုကိုဆင်းရဲမှုမဖြစ်ပါစေနဲ့ဆိုတဲ့စိတ်ဓာတ်ကိုမွေးကြရမယ်ခုလောကကြီးကလူသားတွေပေါ့အဓိကလောကကြီးအကြောင်းပြောရတော့လူသားတွေအကြောင်းအဓိကထားပြောရမယ်ဆိုရင်လူသားတွေဒုက္ခရောက်ကြတယ်ဆင်းရဲကြတယ်ပူလောင်ကြတယ်ဆိုတာများသောအားဖြင့်လူသားအချင်းချင်းပေးတဲ့ဒုက္ခတွေကိုပဲလူသားတွေရကြတာခုဘာတွေကိုကြောက်နေရတာတော့မင်းလူတွေကိုပဲကြောက်နေရတယ်
ဟုတ်တယ်မို့လားနော်လူတွေတွေ့နေရတဲ့ဘေးအန္တရာယ်အများစုဒီလူတွေကဖြစ်တဲ့ဘေးအန္တရာယ်တွေပဲများတယ်ဟုတ်တယ်မို့လားဒါကြောင့်လူတိုင်းကဩငါကြောင့်သူများမစင်ရဲပါစေနဲ့ဆိုတဲ့စိတ်ဓာတ်ကလေးမွေးမယ်ဆိုရင်မကောင်းဘူးလားကောင်းတာပေါ့ဒီနေရာမှာပိဋကပေါင်းတော်ကောင်းတို့ငါကြောင့်သူများမစင်ရဲကြပါစေနဲ့ဆိုတဲ့စကားလေးကိုအေးဆေးဆေးဆက်ပြီးတော့တွေးကြည့်စမ်းပါငါကြောင့်သူများချမ်းသာကြပါစေလို့ကိုပြောရမရောက်ဘူးလားရောက်တယ်အင်မတန်ကျေပြတ်နေနော်အဓိပ္ပာယ်ကဒါကြောင့်ပိဋကပေါင်းတော်ကောင်းတို့ကိုယ့်ရဲ့ကာယကံဝစီကံမနောကံဆိုတဲ့ကံ၃ပါးအမှုတို့ကြောင့်တပါးသောတတ္တဝါတို့ရဲ့စိတ်ကိုဆင်းရဲပင်မမသွားဘူးတတိမထားတဲ့မူလားတတိထားတဲ့နေဗျဟုတ်ရဲ့လားလူတွေဆိုတာကပိဋကရဲ့တယောက်နဲ့တယောက်တဦးနဲ့တဦးဆိုတာကတလေတဲ့စီတခရီးတဲ့သွားအလုံးကဆက်ဆက်နေတာဟုတ်ရဲ့လားသူ့ကြောင့်ကိုယ်စိတ်ဆင်းရဲကိုယ်ဆင်းရဲတာရှိသလိုကိုယ်ကြောင့်သူစိတ်ဆင်းရဲတာကိုယ်ဆင်းရဲတာလည်းရှိတယ်ဒီနေရာမှာသူ့ကြောင့်ကိုယ်စိတ်ဆင်းရဲတယ်ဆိုတဲ့အချိန်မှာစဉ်းစားကြည့်ငါဘာကြောင့်စိတ်ဆင်းရဲတော့နော်တမဲ့အရာတွေကြောင့်စိတ်ဆင်းရဲတယ်ဆိုတာရှားတယ်တက်ရှိတွေထဲမှာလည်းပဲအိဋ္ဌာန်တွေကြောင့်စိတ်ဆင်းရဲတယ်ဆိုတာရှားတယ်လူတွေကြောင့်ပဲစိတ်ဆင်းရဲတဲ့အကြောင်းတွေတွေ့ကြတာမဟုတ်လားအဲ့ဒီအချိန်မှာစဉ်းစားကြည့်လူတွေကဘယ်လိုလုပ်ပြီးတော့ကိုယ့်ကိုစိတ်ဆင်းရဲအောင်လုပ်လိုက်တယ်လဲတဘာဝမကြတော့မဟုတ်သောအလုပ်တွေမဟုတ်သောအပြောတွေမမှန်သောအပြောတွေမကောင်းတဲ့စိတ်ဓာတ်တွေအဲ့လိုဘေးကလူရဲ့မကောင်းတဲ့ကာယကံဝစီကံမနောကံတွေကိုမြင်တွေ့ခံစားပြီးတော့တရားဓမ္မတို့ဦးဇင်းတို့စိတ်ဒုက္ခရောက်ကြရတာပြောချင်တာကသူများမကောင်းရင်ကိုယ်ဆင်းရဲတယ်လက်ခံရလားအဲ့ဒါကိုဒါအနေနဲ့အများမရှိဘူးလားအဲ့ဒါလို့ဆိုရင်ကိုယ်မကောင်းဘူးဆိုရင်တော့သူများမဆင်းရဲပြီဘူးလားဆင်းရဲတာပေါ့ဗျအဲ့တော့လူတွေကဘယ်လိုဖြစ်နေတော့ဆိုတော့ကိုယ့်ဟာကိုယ်ကောင်းအောင်မနေဘဲနဲ့တယောက်ကိုတယောက်ဒုက္ခပေးနေသလိုပဲဟုတ်သလားတကယ်လို့ဒါကိုကကောင်းအောင်နေမယ်ဆိုရင်သူများကောင်းရင်လည်းပဲကောင်းတာကိုအကြောင်းပြုပြီးတော့ကိုဆင်းရဲတဲ့အကြောင်းမရှိဘူးကိုကတကယ်လို့ကိုရောစိတ်ရောနှုတ်ရောကောင်းမယ်ဆိုရင်ကိုကောင်းတာကိုအကြောင်းပြုပြီးတော့သူများဆင်းရဲတဲ့အမရှိဘူးဒါနဲ့လင်းနေတယ်နော်တကယ်ကြီးမိုင်များအဲ့တော့ဆိုလိုတာကတတ္တဝါတွေဟာတဦးနဲ့တဦးဓာတိုင်းဆက်ဆက်နေကြတယ်ကိုမကောင်းရင်သူလည်းပဲဆင်းရဲမယ်သူမကောင်းရင်ကိုလည်းပဲဆင်းရဲမယ်ဟိုပုံမြင်လေးတစ်ပုဒ်ဏိကုံးကျုပ်ပြောခြင်းတယ်ဟိုခဏတိုင်းပြောနေကြဒီပုံမြင်လေးကမရှိဘူးတူတူလေးဟိုလူ၃ယောက်ရေလန်းခကြီးကိုလှေကလေးစီးပြီးတော့သွားကြတာထိတ်ကတယောက်ထိုင်နေပဲ့ကတယောက်ထိုင်နေတယောက်ကလှေဝမ်းပိုက်ထဲမှာထိုင်နေအဲ့လိုသွားရင်းနဲ့ရေလေကောင်လေးရောက်ရောလှေဝမ်းပိုက်မှာထိုင်နေတဲ့လူကသူ့လွယ်အိတ်ထောင်လေးတွေကလွန်ပူကလေးတစ်ချောင်းကိုထုတ်ပြီးတော့သူထိုင်နေတဲ့လှေဝမ်းပိုက်ကိုလွန်ပူနဲ့ဖောက်တယ်တဲ့ဒီတဲ့ရစဉ်းစားကြည့်နော်ရေလေကောင်မှာစီးနေတဲ့လှေရဲ့ဝမ်းပိုက်ကိုလွန်ပူနဲ့ဖောက်တယ်အဲ့တော့ရှေ့ကလူနဲ့နောက်ကလူနဲ့ကမြင်တော့အလန့်တကြားပေါ့ဟာကောင်ဘာလို့တာတော့ပေါ့ဘာလို့တာတော့ပေါ့ညနေသားနဲ့မေးကြမေးတဲ့ခါကျတော့ဖောက်နေတဲ့လူကဘာပြန်ပြောလဲဆိုတော့ငါနေရငါဖောက်တာမင်းတို့နဲ့ဘာဆိုင်လုံးလို့ပြောတယ်တဲ့နော်မိတဲ့ရဆိုင်လားမဆိုင်ဘူးလားဆိုင်တာပေါ့ဇာနုမိဆိုင်လားဇာနုမိကိုဆိုင်နေတယ်နော်အဲ့လိုပဲတရားဓမ္မတို့ဦးဇင်းတို့အဲ့ဒီလေဝမ်းပိုင်းကိုဖောက်နေတဲ့လူပြောတဲ့စကားမျိုးတချို့လူတွေပြောတာရှိတယ်ဟုတ်လားငါနေရငါဖောက်တာမင်းတို့နဲ့ဘာဆိုင်လို့ငါအိမ်ငါဆိုတာမင်းတို့နဲ့ဘာဆိုင်လို့ဟုတ်လားအဲ့လိုပြောတာတွေမရှိဘူးလားရှိတာပေါ့မဆိုင်ဘူးလားဆိုင်တာပေါ့ဟုတ်ရဲ့လားအဲ့လိုပဲတပါးသောသူဆိုရင်ကိုယ်နဲ့ဆိုင်တယ်ကိုဆိုရင်လည်းတပါးသောသူနဲ့ဆိုင်တယ်ထိုက်တော့တော့ဆိုင်နေတယ်အဲ့လိုနားလည်ပြီးတော့လောကကြီးကဆက်ဆက်နေတာငါကောင်းကောင်းနေမှငါတည်းဟူသောအကြောင်းကြောင့်သူများမဆင်းရဲပါငါမကောင်းတရားနေရင်တော့ငါတည်းဟူသောအကြောင်းကြောင့်သူများဆင်းရဲလိမ့်မယ်ဟုတ်ရဲ့လားဒါကြောင့်ပိဋကပေါင်းတော်ကတော့ဒီစုတော်ကကောင်းကောင်းနေဖို့ဆိုတာကိုအဓိကတိုက်တွန်းထားရမရောက်ဘူးလားဒီကောင်းကောင်းမနေရင်တော့ကိုယ့်ကြောင့်သူများဆင်းရဲမှာပဲကိုဆင်းရဲတဲ့အခါမှာစဉ်းစားကြည့်လိုက်လေသူများကောင်းကောင်းမနေလို့ကောင်းကောင်းမပြောလို့ကောင်းကောင်းမတွေးလို့ကိုဆင်းရဲတာမဟုတ်လားဟိုဆင်းရဲရတယ်တော်တော်များများကိုပြောတာပါဆင်းရဲအလုံးကိုတော့မဆိုလိုပါဘူးဟုတ်ရဲ့လားဒါကြောင့်ပိဋကပေါင်းတော်ကောတို့ဘုရားလောင်းကတိတဲ့မြင်တဲ့အတွက်ကြောင့်အဲ့ဒီစုလေးကိုတောင်းလိုက်တာငါကြောင့်တပါးသောသူတွေကိုရောစိတ်ရောမဆင်းရဲကြပါစေနဲ့မပူလောင်ကြပါစေနဲ့တဲ့အဲ့ဒီဆုတောင်းကိုလည်းတောင်းပြီးရောတရားမင်းကသဘောကျလွန်းလို့ဘုရားလောင်းမိပြုပြီးတော့နေတဲ့တစ်ပင်ကိုအမြဲတမ်းစိမ့်လန်းဆိုပြီးအသီးသီးတဲ့အပင်ဖြစ်အောင်ဖန်တီးပြီးတော့တာဝရိနာနတ်ပြည်ကိုပြန်သွားတယ်ဆိုပြီးတော့ကန္နဇတ်တော်ကိုအဆုံးသတ်ထားတယ်အဲ့ဒါပိဋကပေါင်းတော်ကောင်းတို့ဒ
ဒီကဏ္ဍဇတ်ဆိုတဲ့သူတော်ကောင်းတို့ရဲ့သဘောထားတရားကိုနားပြီးတဲ့နောက်ဘုရားလောင်းသူတော်ကောင်းကြီးတို့ရဲ့စိတ်ဓာတ်ကိုအတူယူအားကျပြီးတော့တို့လည်းပဲအမျက်ကင်းတဲ့လူသားတရားဒေါသကင်းတဲ့လူသားတရားလောဘကင်းတဲ့လူသားတရားချစ်ချင်းကင်းတဲ့လူသားတရားကျမ်းမာရေးကောင်းတဲ့လူသားတရားကိုကြောင့်သူများစိတ်ရောကိုယ်ရောမရှင်းရဲအောင်နေနိုင်တဲ့လူသားတရားဖြစ်အောင်ကြိုးစားမယ်လို့ဒီလိုတဏိဋ္ဌာန်မချတဲ့မို့လားချတဲ့တယ်အဲ့ဒါလို့ဆိုရင်တော့ဒီဆူတောင်းတွေကတော့ဆူတောင်းနေုံညံ့နေတော့ပြည်မှာမဟုတ်ခုဘုရားလောင်းဆူတောင်းတာကိုတရားမပေးနိုင်လားပေးနိုင်ဘူးအဲ့တော့ဒီမွန်မြတ်တဲ့စိတ်နေသဘာဝတွေပြည့်ဝခြင်းနဲ့ဆိုရင်တော့ကိုယ်တိုင်ပဲကြိုးစားရလိမ့်မယ်အဲ့တော့နေကုန်းကျုပ်အနေနဲ့ဒီတောင်းထားတဲ့မွန်မြတ်တဲ့စိတ်ဓာတ်တွေပြည့်ဝခြင်းနဲ့ဆိုရင်တော့တတိပဋ္ဌာန်နည်းဒီအကောင်းဆုံးနည်းပဲကိုယ်ခန္ဓာရဲ့အကြောင်းကိုယ်ဘဝရဲ့အကြောင်းကိုအမှန်တိုင်းသိမြင်နားလည်အောင်ကြိုးစားတဲ့နည်းပေါ့တတိပဋ္ဌာန်ဆိုတာအနှစ်ချုပ်ပြောရရင်နော်ရုပ်ကာယပိုင်းဆိုင်ရာကိုရုပ်ကာယမျှပဲလို့သိအောင်ကြိုးစားတဲ့ကာယ ानु ပသနာတတိပဋ္ဌာန်ရှားဘူးတယ်နော်အလုံးသိတယ်နော်မမြဲစင်ရဲ့အစိုးမရမတင့်တယ်သောရုပ်ကာယကိုမမြဲစင်ရဲ့အစိုးမရမတင့်တယ်သောရုပ်ကာယမျှပဲလို့အမှန်တိုင်းသိအောင်ကြိုးစားရင်အဲ့ဒါဘာခေါ်မလို့ကာယ ानु ပသနာတတိပဋ္ဌာန်အဲ့ဒါလိုပဲမမြဲစင်ရဲ့အစိုးမရနော်ခိုင်မြဲတည်တာလည်းဖြစ်သောဆင်းရဲတဲ့ဒီဝေဒနာတရားတွေပေါ့ခံစားချက်တွေပေါ့အဲ့ဒီခံစားချက်တွေကိုခံစားချက်မျှပဲလို့သိအောင်ကြိုးစားရင်ဒါဝေဒနာနုပဒနာတတိပဋ္ဌာန်ဟုတ်ရဲ့လားအဲ့လိုပဲမမြဲစင်ရဲ့အစိုးမရတည်တာလည်းဖြစ်သောစိတ်ဓမ္မသဘောတရားတွေနော်အဲ့ဒီသဘောတရားတွေကိုအရှိကိုအရှိတိုင်းအမှန်ကိုအမှန်တိုင်းမမြဲစင်ရဲ့အစိုးမရသောတရားများသာဖြစ်တယ်လို့နော်တာမညာလက္ခဏာစိုက်အောင်မြင်နိုင်အောင်သိနိုင်အောင်ကြိုးစားမယ်ဆိုလို့ရှိရင်ပေတပေါင်းတော်ကောင်းတို့ရဲ့စိတ်ပြီးအမျက်မကင်းမိဘူးလားကင်းမဲ့ဒေါသမကင်းမိဘူးလားကင်းမဲ့လောဘချစ်ချင်းဆိုတဲ့တရားတွေရောအဲ့ဒီအခိုက်အတန့်မှာမကင်းမိဘူးလားကင်းမဲ့ဒါကြောင့်မြတ်စွာဘုရားကကာယေကာယ ानु ပတ္တိဝိရတိအတ္တပိတမ္ပဇာနောတတိမှာဝိနည်းလောကိအဘိဇာဒေါမနတံလို့ရှင်းရှင်းလင်းလင်းပြောထားတယ်ကာယကိုကာယမျှပဲလို့တတိဝရိယဉာဏ်ပညာဥသိပြီးတော့ကြိုးစားနေတဲ့ပုဂ္ဂိုလ်သည်တဲ့မကြိုးစားလျင်မရှုမှတ်လျင်ဖြစ်နိုင်တဲ့အဘိဇာဒေါမနတလို့ခေါ်ရတဲ့ချစ်ချင်းမုန်းခြင်းဆိုတဲ့တရားကိုဝိနည်းပယ်ဖြောက်ပြီးတော့ဝိဟရတိနေနိုင်တယ်တဲ့နော်ချစ်ချင်းနဲ့မုန်းခြင်းအဲ့ဒါလိုကာယဝေဒနာစိတ်ဓမ္မဆိုတဲ့တတိပဌာန်အာယုံဖြစ်တဲ့ဒီခန္ဓာရဲ့သဘောတဘာဝကိုသိမြင်အောင်ကြိုးစားနေတဲ့အခိုက်အတန့်သိနေတဲ့အခိုက်အတန့်မှာအဘိဇာဒေါမနတဆိုတဲ့လောဘဒေါသချစ်ချင်းမုန်းခြင်းဆိုတဲ့တရားတွေကင်းနေတယ်လို့အဲ့ဒါလိုကိုပြောထားတာမရှိဘူးလားရှိတယ်နော်အဲ့ဒါလိုကြိုးစားနေတဲ့အချိန်မှာကိုယ့်ကြောင့်သူများဒုက္ခရောက်အောင်လုပ်ရရောက်သလားမရောက်ဘူးကိုယ့်ကြောင့်သူများချမ်းသာအောင်ပဲလုပ်ရရောက်တယ်ဟုတ်ရဲ့လားဒါကြောင့်ဘေးသက်ပေါင်းသူတော်တို့ဒါကဏိကုံးချုပ်ကလေးပါဟုတ်ရဲ့လားဒီအမျက်ကင်းတဲ့ဒေါသကင်းတဲ့လောဘကင်းတဲ့ချစ်ချင်းကင်းတဲ့ကျမ်းမာရေးကောင်းတဲ့ကိုယ့်ကြောင့်သူများမစင်းရဲအောင်နေနိုင်တဲ့လူသားတစ်ယောက်ဖြစ်အောင်လုပ်ချင်တယ်ဆိုလို့ရှိရင်ဆုတောင်းနေုံညံ့နဲ့တော့မရနိုင်ဘူးတတိပဋ္ဌာန်နည်းမဂ္ဂင်ရှင်ပန်းပေါ်များတဲ့နည်းနော်အဲ့ဒီမွမြတ်စင်ကြယ်တဲ့ဗြဟ္မစရိယမြတ်သောအကျင့်တွေကိုကျင့်ကြံကြိုးကိုအထုတ်မှသာလျင်မိမိရဲ့စိတ်ဓာတ်မှာအဲ့ဒီအရေးအသွေးတွေဟာကိန်းဝတ်လာလိမ့်မယ်ဟုတ်ရဲ့လားဒါကြောင့်ဘေးသက်ပေါင်းသူတော်ကောင်းတို့သည်သူတော်ကောင်းတို့ရဲ့စိတ်နေသဘောထားကိုအားကျအတူယူသောအဖြစ်၎င်းတတိပဋ္ဌာန်နည်းမဂ္ဂင်ရှင်ပန်းပွားများတဲ့နည်းအစရှိသောသူတော်ကောင်းတရားတို့ရဲ့သူတော်ကောင်းကြီးတို့ရဲ့စစ်မှန်တဲ့မြင့်မြတ်တဲ့နည်းလမ်းများအတိုင်းလေ့ကျင့်ကြိုးကိုအားထုတ်သောအဖြစ်၎င်းသူတော်ကောင်းစိတ်ဓာတ်မိမိတန်တာမှာတည်ရှိအောင်ကြိုးစားနိုင်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုပြီးတော့ကဏ္ဍဇတ်သူတော်ကောင်းတို့ရဲ့သဘောထားဆိုတဲ့တရားကိုမေတ္တာပို့ပြီးတော့အဆုံးသတ်ကြရအောင်ဘဝတုတဗ္ဗမင်္ဂလရက္ခဏုတဗ္ဗဒေဝတာတဗ္ဗဗုဒ္ဓ ानु ဘာဝေနတရာဒုက္ခိဘွန်တုတိဘဝတုတဗ္ဗမင်္ဂလရက္ခဏုတဗ္ဗဒေဝတာတဗ္ဗဓမ္မာ ानु ဘာဝေနတရာဒုက္ခိဘွန်တုတိဘဝတုတဗ္ဗမင်္ဂလရက္ခဏုတဗ္ဗဒေဝတာတဗ္ဗတံဃာ ानु ဘာဝေနတရာဒုက္ခိဘွန်တုတိတေတုံမကသင်တရားနာပိသပေါင်းသူတော်ကောင်းတို့သာသာအလုံးသောတတ္တဝါအနန္တတို့အားတဗ္ဗမင်္ဂလာလောကီလောကုတ္တရာကောင်းစုသမျှမင်္ဂလာဝဝတိဘဝတုကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်းတဗ္ဗဒေဝတာမိမိတို့ခန္ဓာကိုယ်မှာစောင့်ကြနေကြကုန်သောနတ်
မိမိတို့အိမ်မှာစောင့်ကြနေကြကုန်သောမိမိတို့သာနာမိမိတို့ကဘာမှာစောင့်ကြနေကြကုန်သောနာမျက်နှာကောင်းတာပေါင်းတို့ကလည်းပဲရက္ခဏုကောင်းစွာမသွေစောင့်ရှောက်တော်မူနိုင်ကြပါစေတည်းသဗ္ဗဗုဒ္ဓ ानु ဘာဝေနကင်္ဂဝါလူတေစုမကပွင့်တော်မူကြတဲ့ဆွေဆိုတော်ထာပါဘုရားရှင်ကိုယ်တော်မြတ်တို့ရဲ့တကိုးတည်ဆုံးအနုဘောတော်တို့ကြောင့်၎င်းသဗ္ဗဓမ္မ ानु ဘာဝေနမေလီရန်ဖူရိရနိဗ္ဗာန်ပရိယတိဟုဆိုသောစေတံတော်တရားတော်မြတ်တို့ရဲ့တကိုးတည်ဆုံးအနုဘောတော်တို့ကြောင့်၎င်းသဗ္ဗသံဃာ ानु ဘာဝေနမေကထံ၄ယောက်ပလတံ၄ယောက်ဆိုသောရှေယောတော်ရိယသံဃာရှင်မြတ်တို့နှင့်တကွာတိလဂုံသမာဓိဂုံပညာဂုံတို့နဲ့ပြည့်စုံတော်မူရတဲ့သမုဒိတံဃာအရှင်ကောင်းရှင်မြတ်ပေါင်းတို့ရဲ့တကုတည်သောအနုဘောတော်တို့ကြောင့်၎င်းတရားနေရောညပါဘေကမဆိုင်ခြင်းရှိတိုင်းဒုက္ခိကိုစိတ်နှပြချမ်းပါချမ်းသာခြင်းရှိကြကုန်သည်ဘဝတုကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်း